ke alung be yenana tomba ku ayun pyu pi do lau kali di chi tha Odo loki tamubano hidaya tababanina Dhammo loki tamubano dukhaya tababanina Tango loki tamubano punya khidanodara Idina disa wisina dukhida hondu tadawo Bodo arahanda sudayambu kaindu naimami godama bhyashindi Tava banina kademya swadadawa bondui Hidaya loki loko dara nabya dosi walunga Loki dupi naya lokada dwinai Tamobano kangswa madwi puintung po paudo muke babi Dhammo malidam bolidam nibbam pariyahu swato sebato tiyado myati Tava panina kademya swadadawa bondui Tukhaya luna nibbam tongdan to chanda junga Loki dupi naya lokada dwinai Tamubano kangswa madwi phitung po paudo muke babi Tango makatan liyaw paladan liyaw swato shiyaw to ariya tangado pongni dagwa Alo songdo tamudi tangado bondu di Tava banina kademya swadadawa bondu i Anodara atumashi myala swado Punya kidan kamu myusi do i sai pyu che chaya leyami kaung tapwe Loki lupi naya lokada dwinai Tamobano kangswa madwi phitung po paudo muke babi Idina disa wisina ito nuktan po tukpyan yue Hậu mãn đô bà nà ma tiết xa xa gà gu pyo su ya li đô chào Ta đà vô tìa chi kinh si cao vinh gia gông đô Tinh tu đô xin tìa nà bà rì ta bóng đô đi Tu kỳ đà gu say nà bia chan đà jinh shi gia gông đi Con tu phía gia bà si gông đà đi Nedo gasa siya khade male kinwe ja gong di hondu phit ja ba se gong tati Nevyasa biyan khade male kin nyin ja gong di hondu phit ja ba se gong tati Ato gasa manyo mamin da go shin yue Suyi manam chang cha bu sui ngô chuy chin ma lệ kiến quy cha gong di Hòn du chi cha ba si gong di Hòn du yaku suwa to tissa saka ni Puluwa to mitta da shingwa du chao Achai matya ku si ku nga Phit to mu cha ba si gong di Tadana do ni
2568ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်နောင်တကူလပြည့်ကျော်တရက်နေ့တကြံအကျိုနေ့ညချမ်းကာလ9နာရီအချိန်ကစတင်လို့ဧရာဝတီတိုင်းဒေသကြီးဇလွန်မြို့နယ်တက္ကယ်ကျွန်းအုပ်စုကိုင်းကုန်းကြီးရွာနေကွယ်လွန်သူအလုဒါယကာကြီးဥတန်အောင်တရှိတင်ရှားရှိသူအလုဒါယိကာမကြီးဒေါခင်ရွှေနှင့်သာသမီများဖြစ်ကြသည့်ကိုဝင်းအောင်မခင်မိုးနွယ်ကိုကျော်စိုးဝင်းမခိုင်မျိုးကိုနေလင်းအောင်မောက်ဝင်းတန်မိသားစုများမှာအနန္တောနန္ဒ၅ပါးတို့အားဥထိတ်တာဥထိတ်ပန်စင်လျက်ကွယ်လွန်သူဥကျင့်ကွယ်လွန်သူဒေါ်ပန်းဥကွယ်လွန်သူဥတွန်းရွှေကွယ်လွန်သူဒေါ်လာရင်တို့အားယေစုတာမူထား၍ကျင်းပပြုလုပ်အားထုတ်အပ်သောတိက္ခာတယဟန်ကံရှင်ပြုသီလရှင်ဝတ်အလူတော်မင်္ဂလာပွဲကြီးဤပွဲကြွယ်အဖြစ်ကျင်းပပြုလုပ်ပူဇော်အပ်သောဓမ္မပူဇာသဘင်ပွဲဤဓမ္မပူဇာသဘင်ပွဲ၌ကြွရောက်လာကြကုန်သောအလုံးသောဓမ္မချစ်ခင်သူတော်စင်များကြီးညိုတရားပွားနာကြားဖို့ရန်ဦးစဉ်ဟောကြားပေးမဲ့တရားတော်ကတော့အခါမနှောင်းခင်အထုတ်ပြင်းလို့ဒီလိုအမည်ပေးထားတဲ့တရားတော်အခါမနှောင်းခင်အထုတ်ပြင်းတဲ့တတ္တပန္တတုပါတိယံတတိတနံဣတိဝဟိဘဝန္တရေနလဗ္ဗိယအပါတိယတိဒုက္ခိတောတတ္တတတ္တယယေရဏသုံးပါးကံကံရဲ့ကျိုးတရားကိုအာထာယုံကြည်သောတတ္တတရားဖြင့်ပါတိယံတန္တရာရိက္ခာလို့ဆိုရတဲ့ကုသိုလ်ရိက္ခာကိုပါတိယံတန္တရာရိက္ခာလို့ဆိုရတဲ့ဒါနသီလဘာဝနာစရှိတဲ့ကုသိုလ်ရိက္ခာကိုဗန္တတုချီနှောင်းပွဲတို့အထုပ်ထုတ်ပါလောတတိတဏ္ဍတို့တန္တရာရိက္ခာကိုရှာမိခြင်းမြည်သည်ဣတိဝါဟိယခုလက်ရှိဘဝ၌သာလည်းအခွင့်အခါကောင်းဖြစ်ပါပေ၏ဣတိဝါယခုလက်ရှိဘဝ၌သာလည်းဟောဒီအခါခွင့်ကောင်းဖြစ်ပါပေ၏ဘဝတတိဘဝတပ္ပ၌နတ်လက်ပြီးရရိက္ခာထုတ်ဖို့အခွင့်သာမည်မဟုတ်ပါပေအပါတိယေတန္တရာအတွက်ကုသိုလ်ရိက္ခာမပါရှိသောအတိဒုက္ခိတောလွန်တရားမှဆင်းရဲဒုက္ခရောက်ရမည်သာဟောဒီမုတ်ချမသွေဖြစ်ပါပြီတော့တည်းတတ္ထဗန္တတုပါတိယံတတိတနံဣတိဝဟိဘဝန္တရေနလဗ္ဗိယအပါတိယတိဒုက္ခိတောတတ္တတတ္တယတတ္တတရားဖြင့်တတ္တတရားလို့ပြောလိုက်ရင်ဥစဉ်တို့ပရိသတ်တွေအကုန်သိတယ်ယတနာ၃ပါးကံကံရဲ့ကျိုးတရားပေါ်မှာယုံကြည်တာတတ္တတရားပြောပါတရားဒီကနေ့တရားလာနာကြတာတတ္တတရားမရှိလို့လားတတ္တတရားရှိလို့လားတရားမနာတဲ့သူတွေကဥစဉ်ပြောတာမဟုတ်ဘူးနော်ပရိသတ်ပြောတာတတ္ထတတ္တယယေရဏသုံးပါးကံကံရဲ့ကျိုးတရားပေါ်မှာအာထာယုံကြည်တဲ့တရားတရားဖြင့်ဘ
ပါတိယံတန္တရာရိက္ခာလို့ဆိုတဲ့ဒါနသီလဘာဝနာစာရှိတဲ့ကုသိုလ်ရိက္ခာကိုဗန္တတုချီနှောင်းပွဲတုပ်အထုပ်ထုတ်ပါလောရိက္ခာဆိုတာလမ်းခရီးစာကိုရိက္ခာလို့ပြောတာဦးဇင်းတို့ပရိသတ်ဒီစကားကြားဘူးတယ်နော်ရိက္ခာဆိုတာလမ်းခရီးမှာစားတော့ဖို့အတွက်သုံးဖို့အတွက်ဆွဲဖို့အတွက်ရိက္ခာဆိုတာမထုတ်ရဘူးလားဒီကနေရန်ကုန်သွားမယ်ဆိုလို့ရှိရင်တို့တည်းရိက္ခာတော့လုံလုံလောက်ထည့်သွားမှာမပြောဘူးလားအဲ့ဒီရိက္ခာဆိုတဲ့ထဲမှာစားစရာမပါဘူးလားတောက်စရာမပါဘူးလားစားစရာတောက်စရာဝတ်စရာတွေဒါအကုန်လုံးပါတာပေါ့ဗျာတချို့ဆိုဟလာကွန်စားတဲ့သူဆိုလို့ရှိရင်ခီးသွားကန်ဒီကွန်ပူတဲ့ကိုကွန်ရွက်တွေကွန်သီးတွေထုံးနေအပြည့်မထည့်ဘူးလားခမရရိတ်ခါတော့ခမရတော့အပိုင်ထည့်သွားတာပဲနော်ဒီလိုပြောကြတယ်လေစားစရာကွန်လဲရိတ်ခါပဲစားစရာထမင်းလဲရိတ်ခါပဲတောက်စရာရေလဲပဲရိတ်ခါပဲရိတ်ခါဆိုတာလမ်းခရီးစာကိုရိတ်ခါလို့ပြောတာအဲ့တော့ဒီမှာကဘာရိတ်ခါလဲဆိုရင်တန္တရာရိတ်ခါတဲ့ပြောဘာရိတ်ခါဘဝတန္တရာခရီးမှာရိတ်ခါပါရမယ်ဆိုဘဝတန္တရာခရီးမှာရိတ်ခါပါရမယ်ဘဝတန္တရာခရီးသွားတဲ့သူဟာရိတ်ခါတော့ပါကိုပါမဖြစ်မယ်တဲ့မပါလို့မရဘူးတဲ့ဒါကြောင့်ဆိုလိုက်ဘဝတန္တရာခရီးမှာရိက္ခာပါရမယ်ဒါနသီလဘာဝနာရိက္ခာထုတ်ရမယ်ရိက္ခာဘာရိက္ခာတွေတဲ့လဲဒါနသီလဘာဝနာဆိုတဲ့ရိက္ခာကိုထုတ်ရမယ်တဲ့အဲ့တော့အဲ့ဒီရိက္ခာကိုဘာနဲ့ထုတ်ရမလဲဆိုရင်တတ္တဗန္ဒတုပါတိယံတဲ့တရားတရားနဲ့ထုတ်ဘာနဲ့ထုတ်ရမလဲတရားတရားရှိမှဒါနလုပ်နိုင်မှာဟုတ်လားယတနာ၃ပါးကံကံရဲ့အကျိုးတရားပေါ်မှာယုံကြည်ခြင်းရှိတဲ့သူဟာအခုလိုရှင်ပြုရဟန်းကဆိုတဲ့အလူတွေလည်းသူမလုပ်နိုင်ဘူးလားအခုလိုတရားဝဲကြီးတွေလည်းမလုပ်နိုင်ဘူးလားသီလတွေလည်းမစောင့်နိုင်ဘူးလားတရားလုပ်တွေကိုအာမထုတ်နိုင်ဘူးလားဘာတရားကြောင့်လဲတရားတရားကြောင့်ဒါလုပ်ရင်ဒီလိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတဲ့ယုံကြည်တဲ့တရားတရားရှိထားတာကိုအဲ့ဒီလိုယုံကြည်မှုမရှိတဲ့သူဒီတရားတရားမရှိတဲ့သူဒီဒါနလည်းမလုပ်နိုင်ဘူးသီလလည်းမစောင့်တည်နိုင်ဘူးဘာဝနာလည်းမပွားများနိုင်ဘူးဒါကြောင့်တန္တရာခီးသွားမဲ့သူဟာအဲ့ဒီဒါနသီလဘာဝနာဆိုတဲ့ရိက္ခာတို့ပါရမယ်တဲ့ဒါဆိုရင်ဒီဒါနသီလဘာဝနာဆိုတဲ့ရိက္ခာကိုဘာနဲ့ထုတ်ရမှာလဲဆိုရင်ဟုတ်လားပြောရင်းနဲ့မေ့တာဘာနဲ့ထုတ်ရမှာလဲတရားတရားနဲ့ဆိုမဲ့ဘဝတန္တရာခရီးမှာရိက္ခာပါရမယ်ဒါနသီလဘာဝနာရိက္ခာထုတ်ရမယ်တိုင်ပြီးတာချပြီးတာတေချာလေးမှတ်ပြီးတော့ဆိုနော်ပြီးရင်ပြန်ဆိုခိုင်းမှာဟုတ်လားအဲ့တော့ဒါနရိက္ခာကိုထုတ်တော့ဒါနရိက္ခာကဘာတွေပြီးမလဲသီလရိက္ခာကိုထုတ်ရင်သီလရိက္ခာကဘာတွေကိုရရှိမလဲဘာဝနာရိက္ခာကဘာတွေရရှိမလဲဒါသိဖို့လိုတယ်ပြိဿဆိုလိုက်ဒါနမပါတန္တရာမျက်နာငယ်ရတယ်ဒါနမပါတန္တရာမျက်နာငယ်ရတယ်ဒါနပါမနောင်ဘဝကောင်းကနေရမယ်ဒီကနေ့ရှင်ပြုရဟန်းကအလူကြီးအခုလိုတရားပွဲအလူကြီးပြုလုပ်တဲ့ဒါအလူရှင်အလူမများသည်ဘဝတန္တရာခရီးမှာဒါရိက္ခာထုတ်တာပဲဘာရိက္ခာထုတ်တာလဲဆိုရင်ဒါနရိက္ခာထုတ်တာဘ
ဘာဖြစ်လို့သူဒီဒါနရိက္ခာထုတ်တာလဲဆိုရင်ဒါနမပါရင်တန်တရာမှာမျက်နှာငယ်ရမယ်ဆိုတာကိုသူတို့တွေသိဒါနပါမနံဘဝခေါင်ကနေရမယ်တဲ့ဒါနမပါလို့ရှိရင်ပစ္စည်းဥစ္စာမပြည့်စုံဘူးလေဆင်းရဲမယ်ဆင်းရဲတော့မျက်နှာကြည့်ရသလားငယ်ရသလားငယ်ရတယ်ဟောဒါနပါတဲ့အခါကျတော့ဒါနတော်ဘောဂဝါဟောတိဆိုတဲ့အတိုင်းစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံခြင်းဆိုတဲ့ဒီလိုကျိုးတရားနဲ့ကိုကရရှိပြီးတော့နေတဲ့အခါကျတော့ကိုမျက်နှာလှသလားမလှဘူးလားအိုးပတ်စံရှိတဲ့သူများချမ်းသာတဲ့သူများဆိုလို့ရှိရင်ကြွရှိဥတက်ခေါ်လားမခေါ်ဘူးလားမရှိတဲ့သူကြတော့တွားသူထိုင်နေတဲ့နေရာထိုင်ပါစေဟုတ်လားမဟုတ်ဘူးလားဒါကတော့သဘာဝပဲဒီတိုင်းပဲသွားမှာပဲဟုတ်လားဒါကြောင့်ဒါနမပါတန်တရာမျက်နှာငယ်ရတယ်ဒါနပါမနောင်ဘဝခေါင်ကနေရမယ်သီလမပါတန်တရာယောဂထူရတယ်သီလပါမနောင်ဘဝကင်းကြရှင်းကြမယ်သီလမပါရင်ယောဂထူမှာလားမထူမှာလားအဲ့တော့သီလတွေစောင့်တည်ပြီးတော့နေကြတယ်သီလနဲ့ပြည့်စုံအောင်နေကြတယ်ဆိုလို့ရှိရင်နောင်ဘဝတွေဘဝတွေမှာယောဂတွေမကင်းရှင်းမှာလားကင်းရှင်းမှာလားသီလမပါတန်တရာယောဂထူရတယ်သီလပါမနောင်ဘဝကင်းကြရှင်းကြမယ်ဘာဝနာမပါတန်တရာမှန်စွာဆင်းရဲတယ်ပရိသတ်ရေတန်တရာကြီးမှဘာဝနာမပါရင်တော့ဆင်းရဲနေရမှာပဲအဲ့တော့ဆင်းရဲခြင်းများစွာထဲမှာဆင်းရဲခြင်းနေရတခုချင်းလျှောက်ပြောကုန်မလားအခုတရားထိုင်ပြီးတော့နာနေရတာပရိသတ်ချမ်းသာသလားဆင်းရဲသလားဘာဖြစ်လို့ဆင်းရဲတာအေးခြေတော့ညောင်းလို့ဒီလောက်သိမစိုးဘူးဗျာဟုတ်လားဒီလိုလေးထိုင်နေတယ်ဗျာကြာလာတော့ခန္ဓာကိုယ်ကြီးကမပြဘူးလားဒုက္ခဝေဒနာဒုက္ခသစ္စာတရားကြီးကမပြဘူးလားဩညောင်းလာတယ်ကျင်လာတယ်ဆိုတာပရိသတ်ရေဒုက္ခလားဒုက္ခလားဒုက္ခကိုမြင်မှပြန်တော့ဆင်းရဲတာလေဩဒီနားနေပလက်ချလဲနေဒုက္ခကိုမြင်မှပြန်တော့အေးဒီခန္ဓာကိုယ်ကြီးဒီချမ်းသာသလားဆင်းရဲသလားဆိုရင်လမ်းလျှောက်ကြာလျှောက်နိုင်ရဲ့လားဘာဖြစ်လာလဲညောင်းလာတယ်ညောင်းတာဟာချမ်းသာတာလားဆင်းရဲတာလားအေးချမ်းသာတာဆိုလို့ရှိရင်သူညောင်းလဲဆက်ပြီးတော့ရှောက်နေမှာပေါ့ဟုတ်လားအခုဒီလိုထိုင်နေတယ်ညောင်းလာတယ်ဆင်းရဲဖြစ်လာတယ်ဆင်းရဲဖြစ်လာတဲ့အခါကျတော့အဲ့ဒီဆင်းရဲကိုပျောက်ချင်လို့ဣရိယာပုမပြောင်းရဘူးလားပြောင်းရတယ်အဲ့ဒါပရိသတ်ရေဒါဆင်းရဲပဲဟောရာတိဥရုပူတဲ့အခါအဲ့တဲ့အခါကျတော့မဆင်းရဲဘူးလားဆင်းရဲတာပဲအဲ့တော့ဆင်းရဲတဲ့ကိုတစ်ခုချင်းလျှောက်ပြဆုံးမမှာအဲ့တော့လောကမှာပရိသတ်ရေဆင်းရဲတဲ့နေရာမှာအကြီးဆုံးဆင်းရဲကအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတန္တရာမှာပရိသတ်ရေလူနဲ့ပြတ်မှာတတ္တဝါရေလို့ဖြစ်နေသမျှကာလပတ်လုံးအိုနာတိဆိုတဲ့ဒီဆင်းရဲနဲ့တွေ့မှလားမတွေ့ဘူးလားဘာဝနာမပါတန္တရာမှန်စွာဆင်းရဲတယ်ဘာဝနာပါမနိဗ္ဗာန်ရာမုတ်ချချမ်းသာမယ်ဩတရားဘာဝနာတွေအားထုတ်တဲ့အခါကျတော့တပြည့်တပြည့်နဲ့တစ်စင်းနဲ့တစ်စင်းပါရမီတွေရင်းပြီးတော့နောက်ဆုံးနိဗ္ဗာန်ရသွားပြီဆိုတဲ့အခါကျတော့အိုနာတိကင်းသွားမှာလားမကင်းသွားမှာလားအိုနာတိကင်းသွားပြီဆိုလို့ရှိရင်ဒါတခြားကင်းတာလားဆင်းရဲကင်းတာလားဆင်းရဲကင်းသွားပြီဆိုရင်ဒါချမ်းသာမဖြစ်သွားဘူးလားဒါကြောင့်ဒါနသီလဘာဝနာဆိုတဲ့ဒီရိက္ခာဒုက္ခကိုဘဝတန်တရာခရီးသွားတယ်အဲ့ဒီရိက္ခာကိုထုတ်ရမှာလားမထုတ်ရဘူးလားဘုဇနုပရိသတ်နေ့တိုင်းဒါနမပြုဘူးလားဘာဒါနပြုဆွန်းလောင်းတယ်ဘာဆွန်းလောင်းတာဒီကမိုက်တော်ခင်ရှိဆွန်းလောင်းလာကမိုက်
နေ့တိုင်းအိမ်ကဖယားဆုံးတော့မကပ်ဘူးလားဘာနဲ့ကပ်ပြီးကပ်ဖို့လိုတယ်နော်တရားတရားနဲ့ကပ်ဖို့လိုတယ်ဒါနဆိုတဲ့ရိတ်ခါတို့ကိုဘာနဲ့ထုတ်ရမှာလဲတရားတရားနဲ့တရားဆိုတာယေရနာ၃ပါးကံရဲ့အကျိုးတရားပေါ်မှာယုံကြည်တာဘုရားကိုလည်းယုံတယ်တရားကိုလည်းယုံတယ်တန်ခါကိုယုံတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ဖို့ဖြစ်ရမယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်ရမယ်ပရိသတ်ဒါသဘာဝပဲဟုတ်လားအဲ့တော့အဲ့ဒီတရားကိုဦးဇင်းတို့မြတ်ဗုဒ္ဓကသဗ္ဗညုတဉာဏ်တော်နဲ့ဖော်ထုတ်ပြီးတော့ဟောထားတာမင်းတို့ကောင်းတာလုပ်တဲ့အတွက်ကြောင့်မလို့ကောင်းတာဖြစ်စေဆိုပြီးတော့သူ့တကိုးနဲ့ဖန်တီးတာမဟုတ်ဘူးဟုတ်လားဒီအလုပ်တွေကကောင်းတဲ့အလုပ်တွေဖြစ်တယ်ဒါလုပ်ရင်ဒီလိုကောင်းတာဖြစ်တယ်ဒီအလုပ်တွေကမကောင်းတဲ့အလုပ်တွေဖြစ်တယ်ဒါလုပ်ရင်ဒါမကောင်းတဲ့အကျိုးရမယ်ဆိုတာကိုဖော်ထုတ်ဟောပြလို့ဦးဇင်းတို့တွေဓမ္မချစ်ခင်သူတော်စင်တို့တွေသိရတာဖြစ်တယ်အဲ့တော့ဒါနတော့ပြုပါတယ်တဲ့တရားမပါဘူးဆိုလို့ရှိရင်အဲ့ဒီဒါနဒီပြီးပြင်းမဖြစ်ဘူးအဲ့တော့ဦးဇင်းတို့အိမ်မှာနေ့တိုင်းဆုံးမကပ်ဘူးလားဗျာပုံမှန်ကပ်ရဲ့လားဘယ်နှကြိမ်ကပ်လဲဒီနေ့ဖယားအောင်စွန်းကပ်လားမနဲ့ဆိုကြီးကပ်လားကြဲပြမဖြေတဲ့သူတွေမကပ်လို့အာယုံစွန်းကပ်လားမကပ်ပါဘူးဗျာလူအရေးပြက်လို့ပါဗျာဟုတ်လားနေ့စွန်းကပ်လားဖယားကြတော့ပရိသတ်ကြီးနေ့စွန်းတစ်ထက်ပဲကပ်တယ်ကိုကြတော့ဘယ်နှကြိမ်စားလားကိုသုံးကြိမ်စားဖယားအောင်စွန်းတော့မကပ်သင့်ဘူးလားဦးဇင်းတို့ပါဠိတော်ရှိတယ်လေတိဋ္ဌံတွေနေဘူးတွေစာပြီးတမေစိတ်တွေတမန်ဖလံစေတောပဏိတိဟေတုဟိတတ္တဂစ္ဆန္တိတုကတေနဲ့တတ္တောတေရှာဖယားကိုပဲဖြစ်ဖြစ်ဖယားကိုစားတီထားကိုးကွယ်တဲ့ဖယားတွေဇီဒီတွေကိုပဲဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့စိတ်ကတရှိထင်ရှားဖယားကိုကဲ့သို့ထားပြီးတော့ဒါနအစရှိတဲ့ကုသိုလ်တွေပြုလုပ်မယ်ဆိုလို့ရှိရင်အကျိုးပေးရအတူတူပဲတဲ့လူတွေကတော့ထင်မှာပေါ့တတ္တောတေရှာဖယားကိုကတ်တာနဲ့ဖယားစင်းသူကတ်တာဟာလားဒါနပြုတဲ့ဆွမ်းတော်ကတ်တယ်ပေါ့ဗျာတတ္တောတေရှာဖယားကိုကတ်တာကပုကုသိုလ်ရတာပေါ့ဟိုကစင်းသူကိုကတ်တာကတတ္တောတေရှာကိုကတ်တယ်လို့ကုသိုလ်ရပါကုသိုလ်မရဘူးလို့ဒီလိုထင်မှာပေါ့တကယ်တော့အဲ့လိုမဟုတ်ဘူးတတ္တောတေရှာဖယားကိုပဲဖြစ်ဖြစ်ဖယားကိုစားတီထားကိုးကွယ်တဲ့စင်းသူတော်ဒီဓာတုစီရီဓမ္မစီရီဩဒိတကစီရီပရိဘောဂစီရီပေါ့အဲ့ဒီလိုဇေဒီတွေကိုပဲဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့စိတ်ဟာကိုယ့်ရဲ့တရားတရားဟာတူနေတယ်ဆိုရင်စင်တူဖြစ်ပေမဲ့တကယ်တတ်တော်ထင်ရှားဖယားကိုကဲ့သို့စိတ်ထားရမယ်ဘယ်လိုထားရမလဲထားဘူးလားလို့ထားဘူးလို့ရှိရင်အိမ်ကဖယားကိုကိုစားတဲ့ပကံမျိုးနဲ့ကတ်ရမှာဟုတ်လားကိုကြတော့ပကံများနဲ့တောင်အားမရလို့စလုံးကြီးဆွဲပြီးတော့စလုံးနဲ့အပြည့်ထက်ဖယားကတ်တဲ့ဆုံးတော့ကိုကြတော့ခလောက်ပြီဖယားစင်ကပြန်ပြီးတော့စွန့်လို့ရှိရင်ကြောင်တော်မဝဝရမဝဘူးအဲ့တော့တတ္တောတေရှာဖယားကိုကဲ့သို့စိတ်ကထားရမယ်တဲ့တရားတရားရှိလို့ရှိရင်ထားနိုင်ရမယ်ပြိတ္တိဟုတ်လားတိဋ္ဌံတွေနေဘူးတွေစာပြီးသမေစိတ်တွေတမန်ဖလန်းတဲ့တတ္တောတေရှာဖယားကိုကဲ့သို့မိမိတို့စိတ်ထားရမယ်တဲ့ဒါကြောင့်တချို့တလေကတ်တာလေစပွဲဝိုင်းနဲ့စွန်ပကန်းနဲ့လိုက်ပွဲနဲ့လက်စည်းရည်နဲ့ဟင်းဆိုလေနော်တကယ်ကိုစားသလိုမျိုးကတ်ဦးဇင်းတို့ပရိသတ်ကတ်ကြည့်ပါအဲ့လိုစိတ်ထားပြီးတော့နော်အကျိုးပေးတွေရှိတယ်အကျိုးပေးတွေကြွားတယ်ဆိုတာဒါကိုပြောတာတတ္တောတေရှာထားနိုင်ဖို့လိုတယ်အိမ်ကဖယားကိုကြတော့ဟလာတတိကိုရေ3ခါလောက်ချိုးတယ်ဖယားကြတော့ပရိသတ်ရေတလားတခါဖုံမတော့ဘူးဖယားခေါင်းဒီမှာလည်းဖုံမျက်နှာဒီမှာလည်းဖုံကမြဲတယ်တက်လာမတက်ဘူးလားအိမ်ရဖယားတာပရိသတ်ရေဖုံမတုတ်တာရွှေတကုံတို့တခြားနေရာတွေရောက်လို့ရှိရင်လေဟဲ့ဒါငါနှိနဲ့ငါတောက်ဖယားသက်စီရီလောင်းမှပဲနင့်အသက်ဘလောက်လဲ40လောင်းပြီနော်ဖယားဘယ်ကနေလောင်းလဲခေါင်းနေမလောင်းချဘူးလားကိုယ်ခေါင်းနေရေလောင်းကြိုက်ပါလားမကြိုက်ဘူးဦးစင်းတို့အခုနေရှင်ဗျာတပည့်တို့ရေတက်ပဲ့ခြင်းတို့ပါဆိုရေနဲ့လာလောင်းကြည့်ပါလားထနှစ်ပန်းလုံးလို့နော်အဲ့တော့ဟိုဖယားကြတော့ငုတ်တုတ်ဆိုတော့ဆင်းတုတ်ဆိုတော့ဘယ်လုပ်ရမလဲဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာဒါဟာတတ်တော်ထင်ရှားဖယားကိုကဲ့သို့လို့ထားရင်အဲ့ဒီလိုလောင်းရဲပါမလားအခုနေဖယားကြွလာမယ်တဲ့ရေတက်ပဲ့ခြင်းတို့ပါဖယားဆိုလောင်းရဲပါမလားဘာဖြစ်လို့မလောင်းရဲတာလဲ
လှုပ်လိုက်ငါမြင်မြုံမလားမွေဝေးကြိုက်မလားကြောက်တာဘုံမကြောက်ဘူးလားဟိုဆင်းတုတော့ကြတော့ပြိသိဒါဆင်းတုပဲဆိုပြီးတော့လောင်းတာဟေ့ဒါကြောင့်ဆရာတော်တပည့်ပြောတာတကယ်ဘုရားတာအသက်ရှိအဲ့လိုလောင်းရင်အောက်ကဘုရားနှကမ်းပြပြီနောက်အချမ်းတက်လို့ပြန်တော်မူပြိနိဗ္ဗာန်ပြုတာကြာပြီအဲ့တော့တတ်တော်တင်ရှားဘုရားကိုကဲ့သို့စိတ်ထားရင်ပြိသိဒီလိုအဂါရဝမှုကိုပြုမှာမဟုတ်ဘူးဟုတ်လားအခုအကပရိသေလာရင်ဘုရားသွားမယ်ဆိုဇုံတွေသွားဟိုရောက်တော့ပစိန်ပေါက်ဘုရားဥသုံးညင်ချပြီးတော့ဘုရားထဲမှာမောင်မီဂျွန်ဂျူလိုင်ဩဂုတ်တွေလုပ်ကြတယောက်နဲ့တယောက်ချစ်တင်တော့တဲ့စကားတွေတာရင်တပည့်တွေဘုရားဘုရားလာပြောတကယ်ဆိုရင်ဘုရားထဲရောက်ပြီးဘုရားရှိနေပေါ်ရောက်ပြီးဆိုရင်ဘာပွားမှာဘုရားကုံတော်တရားကုံတော်တန်ခါကုံတွေမပွားသင့်ဘူးလားချစ်တင်ရအိမ်မှာနော်လို့မရဘူးလားအိမ်မှာမလွတ်လပ်လို့တဲ့ဖရားတဲ့ကြတော့လွတ်လပ်လာသူများကဝိုင်းချောင်းတာပဲလေချောင်းလားမချောင်းဘူးအေးအဲ့တော့ပြောချင်တာကတတ်တော်ထင်ရှားဖရားကိုကဲ့သို့စိတ်ထားနိုင်တဲ့တရားတရားမျိုးမွေးရမယ်ပြိတ္တရဟုတ်လားကတ်တာဖရားဆုံးလို့ကွာဒီလောက်လေးအဲ့တော့ဦးဇင်းတို့တွေ့ဘူးပါတယ်ဦးဇင်းတို့လေးလေးလာလာလေးနေတဲ့အခါကျတော့ဖရားစင်ကြည့်လိုက်ဩကတ်ထားတာဒီလောက်အဲ့တော့ဖရားကိုဆုံးကြတော့လေဒီလောက်ကွက်လေးနဲ့ထည့်ပြီးတော့ဟင်းကြတော့ဘလို့ထည့်တာလဲဆိုတော့အဲ့ဒီဆုံးကျူပြူအပေါ်မှာဓမြတ်ခဲလေးရတခဲတောက်တော်ရေဘက်ကဒီလောက်လေးရှိတတ်တော်တင်ရှားဖရားကိုကဲသို့စိတ်ထားရင်အဲ့ဒီလိုကပ်ပါမလားမကပ်ဘူးပြီးတော့လည်းပဲပြိတ္တိဓမြတ်ခဲဆိုတာကအခုမှသွားဝဲတာမဟုတ်ဘူးဖရားစင်ပေါ်မှာပလင်းလိုက်တင်ထားတာနော်ပလင်းလိုက်ကပ်လိုက်လို့မရဘူးလားမဟုတ်ဘူးသူကဖရားကိုပလင်းလိုက်မကပ်ဘူးသူကတနည်းလာတခဲတချို့ဆိုတရားလေးဖြူလို့ကတ်တလားမကတ်ဘူးလားဒါနဆိုတဲ့ရိတ်ခါတော့ထုတ်တယ်တဲ့ဒါပေမဲ့ပြိတ္တိပြည်ပြင်းတဲ့ရိတ်ခါထုတ်ကြည့်တော့မဖြစ်ဘူးတဲ့အဲ့တော့ပြောချင်တာကဒါကုသိုလ်မရဘူးလားဆိုတော့ဖရားပေါ်မှာကြည်နေတဲ့စိတ်လေးနည်းငယ်ရှိတော့ကုသိုလ်ကတော့ရတာပေါ့ဗျာကုသိုလ်နည်းနည်းပေါ့တကယ်အပြည့်အဝတော့ရနိုင်ပါမလားအေးအပြည့်အဝပြိတ္တိကိုစားသလိုမျိုးဟုတ်လားဘုရားကိုလူဒန်းနိုင်ရမယ်တဲ့အဲ့ဒီလိုတရားတရားနဲ့လူဒန်းခြင်းမှသာလျင်ဒါနရိတ်ခါထုတ်တာဖြစ်တယ်။ဘာရိတ်ခါထုတ်အိမ်မနေရင်နဲ့ဘုရားဆွမ်းတော်ကရင်နဲ့ဒါနရိတ်ခါထုတ်လို့မရဘူးလား။နေ့တိုင်းအိမ်ရှိမှဆုံးကန်ကြွတဲ့ဆရာတော်တန်ဃာတော်တွေမရှိဘူးလား။အဲ့ဒါကိုဘာဟင်းလေးလောင်းကြ။ကိုစားတာကိုလောင်းကြရဲ့။ကိုစားတာကိုလောင်းပါနော်။ကိုစားတာကိုလောင်းပါတယ်ကိုစားတဲ့ဦးပြပြကိုလောင်းပါတယ်ကိုစားသလိုလောင်းနိုင်ရမယ်တဲ့တချို့ဆိုလို့ရှိရင်ပြိတ္တိကိုရာငပိနဲ့စားရင်စားတာဆရာတော်တန်ဃာတော်တွေကြွလာပြီးဆိုအနည်းဆုံးပြိတ္တိချက်ဥပလေးတစ်လုံးဘေးပလေးတစ်လုံးတော့ကြော်ပြီးတော့လောင်းတာဦးဇင်းတို့ဆိုငယ်ငယ်ကဆုံးကန်ကြွတယ်ဟိုတိုက်ခန်းလေးပါတက်တာပေါ့နှစ်ထပ်သုံးထပ်တက်အပေါ်ရောက်ဘဲတီးဆိုအဝရောက်လောက်လေးချီပြီးတော့ကတော့စွန်းပါဗျာရှင်နဲ့ဟာကနေပဲအဘော်ကောနဲ့တက်လာရတာအပေါ်ရောက်တော့ကတော့စွန်းစိတ်ထဲမှာပြောသူကတော့စွန်းစားလို့လည်းမရပဲရလို့ဒီကတော့စွန်းလေဗျာအဲ့တော့ကိုတော်တွေကတော့ကြွလာတယ်ကိုကလောင်းတဲ့အခါမှာပြိတ္တိရေတရားတရားထားပြီးတော့လောင်းရမယ်တဲ့တရားတရားဆိုတာကပြိတ္တိရေကံကံရဲ့အကျိုးတရားပေါ်မှာယုံကြည်တာဘုရားတရားတန်ခါအပေါ်မှာကြည်ညိုတဲ့စိတ်ယုံကြည်တဲ့စိတ်အဲ့ဒါကိုတရားတရားလို့ခေါ်တာအဲ့ဒီတရားတရားနဲ့သာလူကြမယ်ဆိုလို့ရှိရင်ကိုစားတဲ့အတိုင်းလူနိုင်ပါတယ်တဲ့ဟုတ်လားကိုကြတော့ကောင်းတာစားပြီးတော့ဘုန်းကြီးเจ้าကြတော့ငပိပဲလောင်းနေဆိုရင်ဒါတကယ်တရားတရားမဟုတ်သေးဘူးနော်ကိုစားတာကိုဘာဖြစ်လဲကိုလောင်းရမယ်ပြောကိုစားတာကိုဒါဆိုဘာရိတ်ကထုတ်တာလဲဒါနရိတ်ခါထုတ်တာပြောပြိတ္တိဘာရိတ်ခါထုတ်ဒါနရိတ်ခါကိုဘာနဲ့ထုတ်ရမလဲပြောပြီးသားနော်တရားတရားမရှိတဲ့သူတွေမဖြေနဲ့ရှိတဲ့သူတွေပဲဖြေဒါနရိတ်ခါကိုဘာတရားနဲ့ထုတ်ရမလဲတရားတရားနဲ့ထုတ်ရမယ်ထို့တူပဲသီလရိတ်ခါကိုလည်းဘာတရားနဲ့ထုတ်ရမလဲအဲ့တော့ဒါနလည်းပြုပူရမယ်သီလလည်းစောင့်တည်ပူရမယ်ဘာဝနာလည်းအားထုတ်ပူရမယ်ဒီသုံးမျိုးဆိုရင်ဒါရိတ်ခါစုံသလားမစုံဘူးလားရိတ်ခါထုတ်ဖူးပြီလားထုတ်ဖူးပြီလား
ထုတ်တာပေါ့အထုတ်ကြီးအထုတ်လေးပဲกว่าမယ်စောစောကပြောသလိုလေအိမ်မှာဘုရားဆွန်းတော့ကတ်တယ်ဆိုရင်ဒါရိတ်ခါထုတ်ပဲနည်းနည်းကတ်တော့အထုတ်သေးပေါ့များများကတ်တော့အထုတ်ကြီးပေါ့ဟုတ်လားဗရာတရားတွေပါလို့ရှိရင်တော့ဒါပူပြီးတော့ဒါရိတ်ခါထုတ်ပီတတယ်ပေါ့ဗျာတကယ်ရိတ်ခါထုတ်အစ်စ်ဒါနရိတ်ခါသီလရိတ်ခါဘာဝနာရိတ်ခါဒကမကြီးဒေါခင်ရွှေနဲ့မိသားစုများဒါနရိတ်ခါကိုအကြောင်းပြုပြီးတော့ဒါနရိတ်ခါထုတ်ခြင်းကိုအကြောင်းပြုပြီးတော့ကဲစောစောကသီလရိတ်ခါတွေမရသွားဘူးလားဩတရားနာနေရင်းနဲ့ခန္ဓာရဲ့ဖြစ်ပျက်လေးကိုကြည့်ဩညောင်းတာညာတာကြိုက်တာခဲတာမမြဲတဲ့ဆင်းရဲတဲ့ဒုက္ခတရားမမြဲတဲ့ဒီခန္ဓာအစိုးမရတဲ့ဒီခန္ဓာဒါလေးတွေကိုဉာဏ်လေးနဲ့ကြည့်လိုက်တဲ့အခါကျတော့ထိုင်ရင်းနဲ့ဘာဝနာမဖြစ်သွားဘူးလားအခုလိုတရားနာနေတာဟာလည်းပဲဘာဝနာတရားမဖြစ်ဘူးလားဖြစ်တယ်တဲ့ဟာလားဒါနသီလဘာဝနာရိတ်ကမစုံသွားဘူးလားတတ္တာတတ္တာယတတ္တာတရားဖြင့်ကံကံကျိုးတရားကိုယုံကြည်တဲ့တရားတရားဖြင့်ယတနာ၃ပါးကံကံရဲ့ကျိုးတရားကိုယုံကြည်တဲ့တရားတရားဖြင့်ပါတိယတန္တရာရိတ်ခါလို့ဆိုရတဲ့ကုသိုလ်ရိတ်ခါကိုဗန္ဓတုချီနှောင်းပွဲတို့အထုပ်ထုတ်ပါလောတတိတဏ္ဍတုတန္တရာရိတ်ခါကိုရှာမိခြင်းမြည်သည်ဣတိဝါဟိယခုလက်ရှိမျက်မှောင်ဘဝ၌သာလည်းဟောတိအခါခွင်ကောင်းဖြစ်ပါ၏ရိတ်ခါထုတ်တယ်ဆိုတဲ့နေရာမှာယခုလက်ရှိဘဝအကောင်းဆုံးပဲယခုလက်ရှိဘဝဘာဖြစ်လဲအကောင်းဆုံးပဲတဲ့ပရိသတ်နောက်ဘဝဆိုတာဟာဘာဖြစ်လို့လဲမသေးချဘူးလုံးဝရိတ်ခါထုတ်ဖို့မလွယ်တော့ဘူးဒီဘဝမှာမှရိတ်ခါမထုတ်နိုင်ဘူးဆိုရင်တန်ត្រာမှာဆင်းရဲဒုက္ခရောက်ဖို့ကသိချသွားပြီတဲ့ဒါကြောင့်တတိတဏ္ဍဒုတန္တရာရိတ်ခါကိုထုတ်ခြင်းမြည်သည်တတိတဏ္ဍဒုတန္တရာရိတ်ခါကိုရှာမိခြင်းမြည်သည်ဣတိဝယခုလက်ရှိမျက်မှောက်ဘဝ၌သာလည်းဟောတိအခါခွင်ကောင်းဖြစ်ပါ၏ဘဝတတိဘဝတပတ်၌နလပိယရိတ်ခါထုတ်ဖို့အခွင့်သာမည်မဟုတ်ပါ၏အဘာတိယေတန္တရာအတွက်ကုသိုလ်ရိတ်ခါမပါရှိသောအတိဒုက္ခိတောလွန်တရားမှာဆင်းရဲဒုက္ခရောက်ရမည်သာဟောတိမုတ်ချမသွေဖြစ်ပါပြီတော်တည်းတရားနမေကဘာတဲ့လဲအခါမနောင်းခင်အထုတ်ဖြင့်ဟုတ်လားအခါမနောင်းရဲ့အထုတ်ဖြင့်ဆိုတာအခါမနောင်းရဲ့ဆိုတာယခုလက်ရှိဘဝဟာဒါအကောင်းဆုံးသောအခါကာလပဲအဲ့တော့အခါနောင်သွားတဲ့ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်တည်သွားပြီဆိုရင်တည်ပေးနဲ့ကြုံရပြီးတော့တည်သွားပြီဆိုရင်ဒါအခါနောင်သွားပြီဒါကြောင့်အခါမနောင်ခင်အထုတ်ဖြင့်ဆိုတာဘာအထုတ်ကိုပြောတာလဲဒါနရိတ်ခါတို့သီလရိတ်ခါတို့ဘာဝနာရိတ်ခါတို့ရိတ်ခါတို့ဘယ်နှမျိုးပြောကြည့်ပါဦးတယောက်တစ်ပေါက်အဲ့ဒီရိတ်ခါတို့သုံးတို့ဒါကအတူချုပ်ပြောတာနော်ဒါနသီလဘာဝနာဆိုတာဒါကုသိုလ်တရားမှာဒါအတူချုပ်ပြောတာအပစာယနာဝေယဝစ္စပတ္တိဒါနပတ္တာနုမောဒနာဓမ္မဘာဝနာဓမ္မဒေသနာဒီလိုကုသိုလ်တွေကရှိသေးတယ်အဲ့ဒါတွေကဒီဒါနသီလဘာဝနာဆိုတဲ့ဒီ၃ပါးထဲမှာပဲကျန်တဲ့ကုသိုလ်တွေအကုန်လုံးကအကျုံးဝင်ပါတယ်ဒါကြောင့်ဒါနသီလဘာဝနာဒီ၃မျိုးကိုပြောတာဒါနသီလဘာဝနာဆိုတဲ့ရိတ်ခါဒုက္ကိုအခါမနောင်းခင်မထုတ်ရမှာလားထုတ်ရမှာလားဘာဖြစ်လို့ထုတ်ခိုင်းတာလဲဆိုလို့ရှိရင်အခါနောင်းသွားပြီဆိုရင်ရိတ်ခါထုတ်ဖို့ကမလွယ်တော့ဘူးတဲ့အဘာတိယေတန္တရာအတွက်ကုသိုလ်ရိတ်ခါမပါဘူးဆိုရင်အတိဒုက္ခိတော့အလွန်တရာမှဆင်းရဲဒုက္ခရောက်ကြလိမ့်မယ်တဲ့အဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းဝိတုဇက်လန်လေးအတူလေးချုပ်ပြီးတော့ပြောပြဒီဇက်လန်လေးကိုဘာအတွက်ပြောပြတယ်လဲဆိုလို့ရှိရင်ဒီဇက်လန်လေးကိုနားထောင်ပြီးတော့တန်ဝေကရယူဖို့ပြီးတဲ့အခါမှာသင်္ကန်းစာရယူဖို့အာနန္ဒတတိဆိုတဲ့ဒီပုဂ္ဂိုလ်အကြောင်းကိုပြောပြ
အာနန္ဒာဆိုတဲ့ဒီတတိကြီးဟာသူကိုယ်တိုင်လည်းပဲဒါနသီလဘာဝနာရိတ်ခါသူမထုတ်ဘူးသူတစ်ပါးတွေကိုလည်းပဲသူကမထုတ်ဖို့အတွက်ကိုတားမြစ်ပြောဆိုတယ်အဓိကအားဖြင့်ဒါနတွေမပြုကြနဲ့သူပြောတာဒါနပြုတယ်ဆိုတာကုံတာပဲရှိတယ်တဲ့ဒါနပြုတယ်ဆိုတာဘာဖြစ်လဲဖယားဟောနဲ့ကြတော့လုံလုံကြီးစန့်ကျင်နေဒါနပြုတယ်ဆိုတာဘာဖြစ်လဲကုံနာလားရတာလားအေးကုံတယ်လို့ပြောတာဘယ်သူပြောတာလဲအာနန္ဒာတတိပြောပရိသေဘယ်သူပြောတာလဲဒါနပြုတယ်ဆိုတာကုံနာပဲရှိတာတဲ့မျက်စင်တောက်ကလေးတွေကသွေးပါများလို့ရှိရင်ဘာဖြစ်လဲကုံသွားတယ်မျက်စင်တောက်လေးတွေ့ဘူးလားဦးဇင်းတို့ငယ်ငယ်ကတော့တွေ့ဘူးတယ်မျက်စင်တောက်ကလေးဟာလာကြောက်ပြစ်မှာသွေးပြလို့ရှိရင်မျက်လုံးကွင်းထားတာလေအဲ့တော့ तू ကသူ့ရဲ့သားမူလန်တိဒီဆိုတဲ့အဲ့ဒီသူ့ရဲ့သားနဲ့သူ့ရဲ့အချွေရံတွေကို तू ကတလတခါဩဝါဒပေးတယ်အင်းစနာနံခယံဒိဋ္ဌဝဥပစိကနိသအာစယံမရုနိသသမဟာရံပန္တိတောဂရမဝတိဒါ तू ပေးတဲ့ဩဝါဒပညာရှိဟာတဲ့အိမ်မှာနေပြီးတော့အုတ်ချုပ်နေထိုင်မယ်ဆိုလို့ရှိရင်သူကဘာပြောလဲဆိုတော့မျက်စင်တောက်ကလေးတွေကသွေးပါများလို့ရှိရင်ကုံသွားတယ်တဲ့အဲ့ဒါကိုကြည်တဲ့မင်းတို့မပေးမလူကြနဲ့ပေးလို့ရင်ကုံတာပဲရှိတယ်သူကပေးလို့ရင်ဘာဖြစ်လဲကုံတာပဲရှိတယ်မြတ်စွာဘုရားဟောကြားထားတာကဘုရားကဘာပြောလဲဆိုရင်တတ္တဝါတွေဟာတဲ့ဒါနရဲ့အကျိုးကျေးဇူးကိုငါဘုရားသိတယ်လို့သာသိလို့ရှိရင်ကိုယ်တိုင်လေမလူပဲနဲ့ဘယ်တော့မှမစားဘူးတဲ့လူပြီးမှပဲစားမှာဒါနရဲ့အကျိုးဘုရားဟောတာနော်ဒါနရဲ့အကျိုးကိုတတ္တဝါတွေငါသိတယ်လို့သိကြမယ်ဆိုလို့ရှိရင်သူတစ်ပါးကိုမလူပဲနဲ့ကိုရှိစားတယ်ဆိုတာမရှိဘူးသူတစ်ပါးကိုလူဒန်းပြီးမှသူတစ်ပါးဆိုတဲ့ထဲမှာလူကံပုဂ္ဂိုလ်တွေပေါ့ဗျာအမြင့်ဆုံးကတော့ဟလာဖယားပစ္စကဗုဒ္ဓယဟန္တာဒါရီယာအမြင့်ဆုံးပေါ့ဟောအနည်းဆုံးကြတော့ပြိဋိတိရစ္ဆာန်ကနေစပေါ့တိရစ္ဆာန်လည်းအလူကံပုဂ္ဂိုလ်တွေပါတယ်အဲ့တော့အကျိုးပေးကတော့မတူဘူးပေါ့တိရစ္ဆာန်ကိုလူရင်အကျိုးကဘလောက်လူကိုလူရင်အကျိုးကဘလောက်လူမာတော့မှသီလရှိတဲ့လူသီလမရှိတဲ့လူဟောလူထက်ယဟန်ဟောယဟန်ထက်ဖယားအစရှိတဲ့ဒီလိုတစ်ဆင့်တစ်ဆင့်အကျိုးပေးတော့မတူဘူးပေါ့နော်အဲ့တော့ဒါနရဲ့အကျိုးကိုငါသိတယ်လို့တတ္တဝါတွေကသိကြမယ်ဆိုလို့ရှိရင်သူတစ်ပါးကိုမပေးကမ်းမလူဒန်းပဲနဲ့စားတယ်ဆိုတာမရှိဘူးတဲ့သူတစ်ပါးကိုပေးကမ်းလူဒန်းပြီးတဲ့အခါကျမှကိုစားမှာတဲ့ဒါနရဲ့အကျိုးကျေးဇူးကိုသိလို့လားမသိလို့လားကဲဒီမှာဘုရားရှင်ကိုတော်မြတ်ကတတ္တဝါတွေဟာငါဘုရားသိတယ်လို့ဒါနရဲ့အကျိုးကျေးဇူးကိုသိကြမယ်ဆိုလို့ရှိရင်မလူဒန်းမပေးကမ်းမစွန့်ကြဲပဲနဲ့ကိုစားတယ်ဆိုတာမရှိပါဘူးလူဒန်းပေးကမ်းစွန့်ကြဲပြီးမှသာလျှင်ကိုစားလိမ့်မယ်တဲ့ဒါနရဲ့အကျိုးကိုသိရင်ပြိဋိတ်အခုဒီမှာအာနန္ဒာတထေကြီးကသူ့ရဲ့တန်မူလတိရိနဲ့အတူတဲ့သူ့ရဲ့အချမ်းရံတွေကိုဩဝါဒတလားတခါပေးတယ်မျက်စင်းတောင်ကလေးတရားသွေးပါများလို့ရှိရင်ကုံသွားတယ်အဲ့ဒါကိုတေချာကြည့်ကြခြားကောင်လေးတွေဟာတစ်ပြည့်တစ်ပြည့်နဲ့သူတို့မြေကြီးလေးတွေကိုစုပါများတဲ့အခါကျတော့တောင်ပူကြီးတွေဖြစ်လာတယ်အဲ့ဒါကိုသင်တို့တွေကြည့်ကြပြားပေါင်ကလေးတွေဟာပြားကောင်ကလေးတွေဟာပန်းရည်ဝိရီကိုစုပ်ယူပြီးတော့သူတို့ပြားအောင်တွေကိုပြုလုပ်ကြတယ်တစ်ပြည့်တစ်ပြည့်နဲ့ပြားအောင်ကြီးအကြီးကြီးဖြစ်လာတယ်ဒါကိုကြည်ပြီးတော့အိမ်မှာအုတ်ချုပ်သေးချာနေထိုင်ရ၏တဲ့မလူနဲ့တဲ့လူတွေဆိုတာစောစောကမျက်စင်းတောက်သွေးတယ်လို့ပဲတစ်ပြေးတစ်ပြေးကုံသွားလိမ့်မယ်တဲ့မင်းတို့ရှာတဲ့ဟာအဲ့တော့မင်းတို့တွေရတဲ့ပစ္စည်းကိုဓာတ်တက်တိုးပွားအောင်ခြားကိုကြည့်ပြားကောင်ကိုကြည့်သူတို့ကိုနီးယူဥပမာယူပြီးတော့ကြီးပွားချမ်းသာအောင်လုပ်ကြဆိုပြီးတော့အဲ့ဒီလိုဩဝါဒပေးတဲ့အာနန္ဒာတထေကြီးပြိဋိတ်တည်တဲ့အခါကြတော့လေတ
တာဝတိပြည်ရဲ့တနေရာဒွန်စန္ဒာမျိုးတစ်ထောင်ရှိတဲ့အဲ့ဒီဒွန်စန္ဒာမျိုးထဲမှာတယောက်သောအမျိုးသမီးရဲ့ဗိုက်ထဲမှာပဋိသန္ဓေတွားနေတယ်တဲ့ဒွန်စန္ဒာဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးလားဟိစန္ဒာလဆိုတာဟောစန္ဒာလတို့ဒွန်စန္ဒာတို့ပေါ့နော်အဲ့တော့အဲ့ဒီမှာဗိုက်ထဲမှာသွားပြီးတော့ပဋိသန္ဓေနေတယ်တဲ့ဒွန်စန္ဒာမျိုးတစ်ထောင်ဟာပရိသတ်ရဲ့အဲ့ဒီအာနန္ဒာဆိုတဲ့ဒီတတိအမျိုးသမီးဗိုက်ထဲမှာပဋိသန္ဓေလာနေတဲ့အချိန်ကစပြီးတော့သူတို့တွေအလုတ်ကင်လှုပ်လို့မဖြစ်တော့ဘူးတဲ့ခါတိုင်းဆိုအလုတ်ကင်ကြီးဖြစ်ကြတယ်စားဖို့တောက်ဖို့အခက်အခဲတွေဖြစ်ကြတယ်ဒါသိပ်ပြီးတော့ပရိသတ်အံ့ဩဖို့ကောင်းတယ်နော်ဦးစင်ပြောတော့တေချာလေးနားထောင်ဒွန်စန္ဒာမျိုးဆိုတာပရိသတ်ရုပ်နှိမ့်တဲ့အမျိုးဘာမျိုးတဲ့သူတပတ်ခိုင်းတာလှုပ်တယ်သူပရာစာလှုပ်တယ်တောင်းစားတယ်မျိုးပေါ့နော်ဒွန်စန္ဒာမျိုးတွေပေါ့အဲ့တော့အဲ့ဒီဒွန်စန္ဒာမျိုးတောင်မှပရိသတ်ရဲ့ဒီအာနန္ဒာတတိသူတစ်ပါးအလူကိုတားမြစ်တယ်သူကိုယ်တိုင်လည်းမလူဘူးသူကိုယ်တိုင်လည်းဗာရိတ်ခါမှမထုတ်ဘူးသူတစ်ပါးထုတ်မှကိုလည်းပဲဟာလားမလိုလားဘူးတားမြစ်ပိတ်ပင်တဲ့ဒီအာနန္ဒာတတိဟာဒွန်စန္ဒာမျိုးတစ်ထောင်ရဲ့တယောက်သောမိန်းမရဲ့အမျိုးသမီးရဲ့ဗိုက်ထဲမှာသွားဝင်စားတဲ့အချိန်ကစပြီးတော့အဲ့ဒီဒွန်စန္ဒာမျိုးတစ်ထောင်အလုတ်ကင်တွေမဖြစ်ကြဘူးတဲ့လှုပ်လို့ကင်လို့မဖြစ်ဘူးစားဝတ်နေရည်တွေအဆင်မပြေဘူးတဲ့အဲ့ဒါကိုဒွန်စန္ဒာထဲမှာလည်းပဲဒါဘုသူတ္တရှိတဲ့ပုဂ္ဂိုလ်တွေကသိတယ်ဘယ်လိုသိလဲဆိုတော့ငါတို့အမျိုးထဲမှာငါတို့အမျိုးထဲဆိုတာကဒွန်စန္ဒာမျိုးပြောတာပေါ့နော်ငါတို့အမျိုးထဲမှာသူရုံမှာတော့ရောက်နေပြီတဲ့ဘာရောက်နေပြီတဲ့လဲဦးဇင်းတို့ပရိသတ်ကြားဘူးလိမ့်မယ်နော်တချို့ကပြောတယ်သူမကောင်းသူခံမှာပေါ့သူအကုသိုလ်နဲ့သူသွားမှာပေါ့ပြောသလားမပြောဘူးလားဒါပေမဲ့ပရိသတ်သူမကောင်းပေမဲ့ကိုခံရတာရှိတယ်မိနာနေရင်ဘာဖြစ်မလဲမိနာနေတော့ဤပူတာပေါ့မိဟတ်တာပေါ့ဟုတ်လားအဲ့ဒီမီးကိုကင်ထားရင်တော့ကိုကတော့အပူဆုံးဖြစ်မှာပေါ့အဲ့တော့ဒီမှာဒွန်စန္ဒာမျိုးထဲမှာသွားပြီးတော့ပရိသန္တိနေတဲ့အာနန္ဒာတတိသူတီးဟူသောအကြောင်းကြောင့်ပရိသေဒွန်စန္ဒာမျိုးတစ်ထောင်အလုတ်ကင်တွေမဖြစ်ကြဘူးစာဝတ်နေရည်တွေအဆင်မပြေကြဘူးတဲ့တချို့အိမ်တွေမှာဦးဇင်းတို့ဟိုးတုန်းကပြောတာကြားဘူးပါတယ်ဒီကလေးလေးမွေးတဲ့ကဒီကလေးဆိုတာကိုစိုးနိုင်ထားလိုက်ပေါ့ဗျာဦးဇင်းတကကြီးဒီကိုစိုးနိုင်လေးမွေးတဲ့ကငါတို့အိမ်မှာလေးစီးပွားဥစ္စာကြီးတက်လိုက်တာပြောသလားမပြောဘူးလားဘသူတွေကပြောတာသူမိဘတွေကပြောတာဗောဒီကလေးလေးကလက်ကောင်းတယ်ဒီကလေးလေးကိုဝင်ရတယ်ကဒီကလေးလေးမွေးကလေးငါတို့အိမ်ခါတိုင်းနဲ့မတူဘူးစီးပွားတက်တယ်လို့မပြောဘူးလားဟောတချို့ကြတော့ဒီလိုပြောတယ်ဗောဒီကလေးမွေးတဲ့ကအိမ်မှာလေးတစ်ခုပြီးတစ်ခုအကုသို့တက်နေတာဒီကောင်လေးမွေးလာတဲ့ကအသေးလေးမွေးလာရမှာပြောသလားမပြောဘူးလားဒီကလေးတီးဟူသောအကြောင်းကြောင့်သူ့ရဲ့ကုသိုလ်ကံတရားကြောင့်သူ့ရဲ့ဘုံတကူကြောင့်မိသားစုအစဉ်ပြေတာရှိသလားမရှိဘူးလားဒီကလေးရဲ့အကုသိုလ်ကံကြောင့်ဒီကလေးကြောင့်ပရိသေမိသားစုဒုက္ခတွေဖြစ်တာမရှိဘူးလားအေးအဲ့ဒီလိုမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အခုဒီမှာဘုရားဒေသနာတော်နဲ့ဘုရားဟောတဲ့တရားဒေသနာတော်နဲ့ဦးဇင်းတို့ထောက်ဆပြီးတော့ကြည်ပေါ့ဒွန်စန္ဒာမျိုးတစ်ထောင်ဒုက္ခရောက်နေတယ်တဲ့စာဝတ်နေရည်တွေအစမပြေဘူးအဲ့ဒါနဲ့ဉာဏ်ပညာရှိတဲ့ဘုသူတ္တရှိတဲ့ဒွန်စန္ဒာအကြီးကဲတွေကနေပြီးတော့ကဲတို့တွေဒီသူရုပ်ကိုရှာမယ်ဆိုပြီးတော့ပရိသေဒွန်စန္ဒာမျိုးတစ်ထောင်ကိုပရိသေနှစ်ချမ်းခွဲလိုက်တယ်ဘယ်လိုခွဲလိုက်နှစ်ချမ်းခွဲလိုက်တော့တစ်ချမ်း900စီဖြစ်သွားဘူးလားအဲ့တော့မင်းတို့900တတ်မဆိုင်တော့ဘူးမင်းတို့ကတစ်ပွဲငါတို့900တတ်ဆိုပြီးတော့ဒီလိုခွဲလိုက်တာပရိသတ်ကြီးအာနန္ဒာတထေပဋိသန္ဓေယူနေတဲ့ဒီအမျိုးသမီးရှိတဲ့အပွဲတဲကအပိုင်းတဲကအဲ့ဒီ900ကဒုက္ခဒီတိုင်းပဲဆက်ဖြစ်နေတယ်ဟိုဘက်ကလွတ်သွားတဲ့အပွဲကြတော့ငကိုအတိုင်းပြန်ပြီးတော့အစဉ်ပြန်ပြေးသွားကြတယ်တဲ့ခွဲပလိုက်တာနော်အဲ့တော့ဒါကိုလည်းပဲပြိဿဒီ900ကိုလည်းပဲထပ်ပြီးတော့ခွဲတယ်ပေါ့ဗျာခွဲရင်နဲ့နောက်ဆုံးသွားပြီးတော့ပြိဿအဲ့ဒီအမျိုးသမီးကိုဝင်တီးနေတာကိုတွားသိတဲ့အခါကျတော့သိကြပြီ
ဒီအယုတ်တမမကြောင့်တို့တဲ့တွေဆင်းရဲနေရတာဆိုသူ့ကိုမောင်းထုတ်တာတဲ့မောင်းထုတ်တော့ပရိသတ်ရေဒီကိုဝင်ကိုလွယ်ထားရတဲ့သူ့ရဲ့မိခင်ဟာစင်းစင်းရဲရဲနဲ့ဒီကလေးကိုမွေးတယ်ပေါ့အလောက်ကိုင်းအစင်မပြေစာဝတ်နေရေးအစင်မပြေဘဲနဲ့ဒီကလေးကိုမွေးအဲ့တော့ဒီကလေးမွေးပြီးတဲ့အခါကျတော့ဒီကလေးကိုခြီးပြီးတော့ခေါ်သွားပြီးတော့လိုက်တောင်းရန်စားတော့တဲ့အခါမှာဘာမှမရဘူးတဲ့အဲ့ဒီကလေးကိုအိမ်မှာထားခဲ့ပြီးတော့ပရိသတ်လိုက်တောင်းတဲ့အခါအလုပ်လိုက်လုပ်တဲ့အခါကျရင်ရတယ်တဲ့ဘသူရဲ့အကုသိုလ်တဲ့အာနန္ဒာတတိရဲ့အကုသိုလ်ပြောပရိသတ်ဘသူရဲ့အကုသိုလ်အဲ့ဒါပရိသတ်ဘုရားဟောတဲ့တရားကိုသေချာလေးပရိသတ်မှတ်သားဖို့လိုတယ်နော်လူမိုက်ဆိုလျင်ရှောင်းသွေလဲလို့သူတို့တိုင်ပေးတာမျိုးကြာအရှိရဆက်ဆိုပြီးလေလူမိုက်ဆိုလျင်ရှောင်းသွေလွဲလို့လူမိုက်ဆိုရင်ဘာလုပ်ရမှာလူမိုက်နဲ့မပေါင်းနဲ့လူမိုက်နဲ့ပေါင်းလို့ရှိရင်အဲ့ဒီလူမိုက်ရဲ့မကောင်းကျိုးတွေကကိုယ်လည်းခံရတတ်တယ်ဟုတ်လားတခိုးနဲ့ပေါင်းပြီးလို့ကိုယ်ပါအချုပ်ခံနဲ့ရောက်တာမျိုးမရှိဘူးလားအေးအဲ့ဒါမျိုးပေါ့ကိုတော့မခိုးဘူးလေဒါပေမဲ့ပရိသတ်ရေထင်အောင်ထင်မှာအထင်ခံရပြီးတော့ကိုယ်ပါပါသွားတာလက်ထိတ်နဲ့ပါသွားတာမရှိဘူးလားဒါကြောင့်ဒါဟောတာဒါ38ပြမင်္ဂလာတရားနော်လူမိုက်ဆိုလျင်ရှောင်းသွေလွဲလို့ပညာရှိကိုအရှိတွဲလို့အေးအဲ့ဒီလိုဖြစ်နေရမှာပေါ့နော်ပညာရှိကိုအရှိတွဲရမယ်တဲ့ပညာရှိနဲ့ပေါင်းပညာရှိနဲ့တွဲရင်ပရိသတ်ကောင်းကျိုးပဲရမယ်ကောင်းကျိုးပဲဖြစ်မယ်ပေါ့ဟုတ်လားအခုဒီမှာပရိသတ်ရေမပေါင်းခြင်းလဲပေါင်းမတွဲခြင်းလဲတွဲဘာဖြစ်လဲဆိုတော့ကိုယ်ပိုက်ထဲမှာလာပြီးတော့ပဋိသန္ဓေနေတဲ့ဒီကလေးမွေးတော့မွေးလိုက်ရတာပေါ့မွေးပြီးတဲ့အခါကျတော့သူလည်းစမ်းသတ်တယ်လေဒီကလေးနဲ့တောင်းရန်စားတော့လုတ်ကင်တဲ့အခါမှာအဆင်မပြေဘူးကလေးကိုအိမ်မှာထားခဲ့ပြီးတော့လိုက်ပြီးတော့တောင်းရန်စားတော့လုတ်ကင်တဲ့အခါကျတော့အဆင်ပြေတယ်တဲ့အဲ့တော့မတတ်နိုင်ဘူးငါသားရေဟလာသူ့သားအရွယ်ရောက်လာပြီးလမ်းလျှောက်သွားတတ်တဲ့အရွယ်မှာပရိသတ်ရေသူ့လက်တဲကိုခွက်ကလေးတစ်လုံးထည့်ပြီးတော့မင်းဘာသာမင်းတောင်းစားတော့ရောက်ချင်တဲ့နေရာရောက်ဆိုပြီးတော့ပရိသတ်ရေစွန့်ပစ်လိုက်တာတော်တော်ကြီးဒုက္ခဖြစ်လို့မိခင်ကစွန့်ပစ်တာနော်သားစုသမီးစုမိဘပြည့်ရိုးထုံးစံရှိရလားဒီကောင်ကိုစွန့်ပစ်တယ်ဆိုတော့ဒီကောင်ကတော်တော်ကိုပရိသတ်ရဲ့အခြေအနေဆိုလို့စာထဲမှာပြောထားသေးတယ်အဲ့ဒီကလေးရဲ့မျက်လုံးကမျက်လုံးနေရာမှာမျက်လုံးမရှိဘူးတဲ့မျက်ခုံးနေရာမှာမျက်ခုံးမရှိဘူးတဲ့နှာခေါင်းနေရာမှာနှာခေါင်းမရှိဘူးတဲ့နှရွက်နေရာမှာနှရွက်မရှိဘူးတဲ့နှရွက်ကဟိုနေရာပေါက်မျက်လုံးကဟိုနေရာပေါက်စောင်းတိစောင်းရွယ်ဒီလိုဟိုရွက်ဒီရွက်ဒီလိုတွေဖြစ်မှာပေါ့ဗျာနော်အဲ့တော့လောကမှာပရိသတ်ရေရုပ်ဆိုးတဲ့သူရုပ်ချောတဲ့သူမရှိဘူးလားရုပ်ဆိုးတဲ့သူမြင်ဘူးလားဘလောက်ဆိုးဆိုးမြင်ဘူးလဲဟုတ်တယ်လေရုပ်ဆိုးတဲ့ဆိုတာပရိသတ်ကျွဲလည်းတွားရင်ခေါ်လို့ရုပ်ဆိုးတဲ့တချို့ကလည်းနှာခေါင်းရင်းပွားတာကိုရုပ်ဆိုးတယ်လို့ပြောတချို့ကနေရွက်ကြီးကားတာကိုရုပ်ဆိုးတယ်လူကနေရွက်ကသူရှိရမယ့်အနေထားလောက်ရှိရမှာပေါ့ဟုတ်လားနေရွက်ကြီးကြီးနေရင်ကြီးကောင်းပါမလားမျက်နှာလေးကတော့လှပါတယ်နေရွက်ကြီးကကြီးလိုက်တာဟဲ့ဦးစင်းကြတော့နေရွက်ကမှဖြစ်တယ်သီးတယ်အာမနာကိုကလည်းကိုယ့်ကိုမှန်ကြည့်ပြီးတော့ကိုနေရွက်ကိုပြန်ကြည့်ပါတယ်တော်သေးတယ်လို့ငါမျက်မှန်တက်เสียနေရွက်ပါလို့ပရိသတ်ရဲ့နှာခေါင်းကြည့်တဲ့သူရုပ်ဆိုးတယ်သွားခေါ်တဲ့သူရုပ်ဆိုးတယ်တခုချင်းတော့ရုပ်ဆိုးတယ်ဆိုလို့ရှိရင်မျက်လုံးပြူးတဲ့သူကလည်းရုပ်ဆိုးတယ်အဲ့ဒါတွေအကုန်လုံးပေါင်းသွားလဲခေါ်မျက်စိကလည်းပြူးနှာခေါင်းကလည်းပွားနှရွက်ကလည်းကားနှဖူးကလည်းပြောင်းအကုန်လုံးစုံသွားရင်ဒီလူကရုပ်ဆိုးမှလားမဆိုးဘူးလားအခုအာနန္ဒာတထေယပရိသတ်ရဲ့တထေဘွားကသေပြီးတော့ဒီမှာဒွန်ဆန္ဒမျိုးမှလာဖြစ်တော့ तू ကအဲ့ဒီလိုတော့မဟုတ်အဲ့ဒါတက်ဆိုးတယ်တဲ့မျက်စိနေရာမှာမျက်စိမရှိတခြားနေရာရောက်နေတယ်ပေါ့လွဲချော့နေတယ်ပေါ့ဗျာဟုတ်လားဒီကနေ့ခေတ်ကလည်းစမ်းကြဲပါလေဗျာတချို့ဟလားဟိုဦးဇင်းတို့လူတော့မသိဘူးပေါ့တိရစ္ဆာန်မှာတော့ဦးဇင်းတို့တွေ့ဘူးတဲ့နဘူးတဲ့ထဲမှာမျက်လုံးပေါက်နေတာနော်အိန္ဒိယမှာပေါ့စိတ်ကလေးလားမသိဘူးစိတ်လားတိုးလားမသိဘူးသူ့ရဲ့မျက်လုံးကဒီမှာတစ်လုံးနဲ့ဦးဇင်းတို့မြန်မာနိုင်ငံမှာတော့ရှိတယ်ဟလားလူတော့ဖြစ်ပါရဲ့ခေါင်းကနှလုံးဖြစ်နေတာတွေ့ဘူးလားလူတော့ဖြစ်ပါရဲ့ပရိသတ်ရဲ့ခန္ဓာကိုယ်ကြီးပူးနေတာတွေ့ရမြင်ရအင်မတန်မှကြောက်စရာ
ကောင်းတယ်ဘောသူတို့ကိုတွေ့ရတာဘာဖြစ်လို့လဲဆိုတော့ဘယ်လိုကြောက်စရာကောင်းတယ်လဲဆိုတော့ဒါသူတို့ရဲ့အကုသိုလ်ပဲလို့ဦးဇင်းတို့ကဒီလိုပဲတွေးမိတယ်ဒုက္ခတွေရဲများတယ်လေဗျာနော်အဲ့တော့ဒါအာနန္ဒတထေးကဒီဘဝမှာတော့လာပြီးတော့လူတော့ဖြစ်ပါရဲ့သူ့ကိုပြောတာလူပိတ်တာတဲ့ဘယ်လိုပြောအမတန်မှရုပ်ဆိုးတယ်တွေ့ရမြင်ရတဲ့သူပရိသေတွေ့လို့ရှိရင်ကြောက်စရာကောင်းတယ်တဲ့သူရဲ့ရုပ်ကတကယ်ရုပ်ဆိုရင်တကယ်ကြောက်စရာကောင်းတယ်နော်ရုပ်ဆိုတဲ့သူများညဘက်သွားမကြည့်နဲ့တရေဆိုထားអော်လိမ့်မယ်ဟုတ်လားအဲ့တော့အဲ့ဒီအာနန္ဒတထေးကိုအဲ့ဒီလိုသူ့ရဲ့မိခင်ကအာနန္ဒတထေးမဟုတ်တော့ဘောဗျာအာနန္ဒတထေးဘဝကနေဝင်စားတဲ့ဒီဒုစန္ဒဒီကောင်လေးကိုသူ့ရဲ့မိခင်ကစွန့်လွတ်လိုက်ပြီတဲ့ခွက်ဆိုပြီးတော့တောင်းတော့ဆိုတော့အဲ့ဒီမှာခွက်ကလေးကန့်ပြီးတော့ပရိသတ်လာတာသူကဇာတိတရဉာဏ်ရတယ်တဲ့ဇာတိတရဉာဏ်ရတော့သူ့အိမ်သူတိပြီးတော့အိမ်ထဲကိုဝင်လာတာတဲ့ဝင်လာရောအဲ့ဒီအိမ်မှာမူလတိရိရဲ့သားသမီးတွေမူလတိရိရဲ့သားသမီးတွေဆိုတော့ဒါအရင်ဘဝကသူ့ရဲ့ဒါမြည်ပဲဒီဘဝမှာတော့မတော်ဘူးပေါ့အရင်ဘဝဆိုတော့ဒါမြည်တော်တဲ့ပုဂ္ဂိုလ်တွေပေါ့သူ့ကိုတွေ့တာနဲ့ပြိတ္တကလေးတယောက်အော်ငိုပြီးတော့လန့်ပြေးကြတယ်တဲ့သူ့ရဲ့ရုပ်ကိုတွေ့ပြီးတော့ပြိတ္တကြောက်ကြတာအဲ့ဒီမှာခြံစောက်တကားစောက်တွေကနေပြီးတော့အလုသမားတွေကနေပြီးတော့သူ့ကိုဟာလာလက်တွေဂျိုင်းတွေကနေဆွဲပြီးတော့ဟိုအမိုက်ပုံနဲ့သွားပြီးတော့ပြစ်ထားတာဒါမင်းနေရမဟုတ်ဘူးမင်းနဲ့မဆိုင်ဘူးမင်းအိမ်မဟုတ်ဘူးသွားဆိုပြီးတော့မိုက်ပုံနဲ့သွားပြစ်ထားတာအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်များစွန့်ကန်ကြွလာတဲ့အချိန်နဲ့သွားတွေ့တဲ့အခါကျတော့မြတ်စွာဘုရားကအရှင်အာနန္ဒာကိုကြည်တယ်တဲ့ကြည်တော့မြတ်စွာဘုရားဗာများလဲအမိရှိပါဆိုတော့မူလတိတိတထေးကိုခေါ်ခိုင်းလိုက်ပါအရှင်အာနန္ဒာကအဲ့ဒီမှာတခါတယောက်ခေါ်ခိုင်းတဲ့ပေါ့မူလတိတိတထေးခေါ်ပေးပါဆိုတော့မူလတိတိတထေးရောက်လာတယ်အဲ့တော့ရောက်လာတဲ့အခါကျတော့မူလတိတိတဲ့ဒါနင့်ရဲ့မင်းရဲ့အဖေပဲတဲ့မင်းရဲ့အဖေတည်ပြီးတော့အခုလိုဘဝရောက်နေတာလို့မြတ်စွာဘုရားပြောတော့မူလတိတိတထေးကမယုံဘူးတဲ့ပရိသတ်ကဲအာနန္ဒာတထေးကြီးရေသင်ဟာသင်ရဲ့သားသင်အဖေဖြစ်တယ်ဆိုတာငါပြောတာမယုံဘူးအဲ့တော့သင်မြုပ်ထားတဲ့ရွှေအိုးကြီးတွေကိုသွားပြီးတော့ပြလိုက်ပါဆိုတော့သူဖွက်ထားမြုပ်ထားတဲ့ပရိသတ်ရေဘယ်သူမှအတိမပေးဘဲနဲ့ပေးရကမ်းရလူရမှဆိုလို့သူများတောင်းမှဆိုလို့ဓမြတိုက်မှဆိုလို့ဒီလိုစားရှိသည့်အားဖြင့်ပေါ့အဲ့ဒါမြုပ်ထားတဲ့ရွှေအိုးကြီးကိုသွားရွှေအိုးကြီးတွေကိုသွားပြီးတော့ပေါ်ပေးလိုက်တဲ့အခါကြမှာမူလတိတိတထေးကယုံသွားတယ်တဲ့ပရိသတ်ရဲ့တံဝေကယူစရာဆိုတာတခြားပြောတာမဟုတ်ဘူးနော်အာနန္ဒာတထေးကြီးဖြစ်ပါလျက်နဲ့ရုပ်ဆိုးပန်းဆိုးနဲ့အမျိုးကြတော့လည်းပဲဒွန်စန္ဒအမျိုးမှာဖြစ်ရတဲ့ဒွန်စန္ဒအမျိုးမှာဖြစ်ရတဲ့ရုပ်ဆိုးပန်းဆိုးနဲ့အာနန္ဒာတထေးဘဝကနေပြီးတော့ဖြစ်လာတဲ့ဒီသူငယ်သူပိုင်ဆိုင်တဲ့ပစ္စည်းတွေသူလည်းတပြားမှမခံစားရမသုံးဆောင်ရဒါလေးတွေကိုအစဉ်မြောင်ကြည့်ပြီးတော့ဦးဇင်းတို့တရားချစ်ခင်သူတော်စင်မြဒါလေးတွေကိုမြောင်ကြည့်ပြီးတော့ဩဒါနမပြုခဲ့လို့သူဒီလိုအတိဒုက္ခရောက်ရတာပဲဒါနရဲ့အန္တရာယ်ကိုသူပြုခဲ့တဲ့ဒါနသူတစ်ပါးတွေဒါနပြုမှာကိုမလိုလားလို့သူတားမြစ်ခဲ့တဲ့ဒီအကုသိုလ်ကံတရားတွေကြောင့်အခုလိုဆင်းရဲဒုက္ခသူရောက်ရရာဖြစ်တယ်လို့ဒါကိုကြည့်ပြီးတော့ပရိသတ်ရဲ့သင်္ကန်းစာယူရမယ်တံဝေကလည်းယူရမယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတရားဟောတယ်တဲ့မူလတိရိစရှိတဲ့ပုဂ္ဂိုလ်များကိုအဲ့ဒီမှာတရားတဖို့ဟောပေးတယ်တဲ့ဘာဟောလဲဆိုတော့ပုဒ္ဓမတ္တိဒဏ္ဏမတ္တိဣတိဘာလောဝိဟိညတိအတ္တယိအတ္တနောနတ္တိကုတောဗုဒ္ဓကုတောဒဏ္ဏမိငါအဗုဒ္ဓသာသမီတို့သည်အတ္တိရှိကုန်၏မိငါအဒဏ္ဏပစ္စည်းဥစ္စာသည်အတ္တိရှိ၏ဣတိဣတုဘာလောမလိမ္မာသောသူမိုက်သည်တဏှာယသာသမီနှင့်ပစ္စည်းဥစ္စာတဏှိကဖြင့်ဝိဟိညတိပင်ပန်းဆင်းရဲ၏ဧဝံပိဤသို့ပင်ပန်းဆင်းရဲပါတော်လဲအတ္တဟိမိမိပင်တော်လဲအတ္တနောမိမိ၏ဒါနာယကိုယ်ွယ်ရာစောင့်ရှောက်ရာအကျိုးငါနတ္တိမရှိဗုဒ္ဓသာသမီတို့သည်ကုတောအတ္တိအဘေမရှိကုန်အနိ
ဒါနပစ္စည်းဥစ္စာတိကုတောအတ္တိအဘေမရှိနိုင်ပါအနိဣတိဣသောတတနလူတို့ဆရာဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါသကရုဏာရှိသောမေတ္တာအဖြစ်ဟောကြားတော်မူခဲ့ပါပေတည်းပုဒ္ဓမတ္တိဓန္နမတ္တိဣတိပါလောဝိဟိညတိမေငါအာပုဒ္ဓသာသမီတို့သည်အတ္တိရှိကုန်၏မေငါအာဓန္နပစ္စည်းဥစ္စာသည်အတ္တိရှိ၏ငါမှာသာသမီတွေရှိတယ်ဇနီးမယားသမီးသားဇနီးလင်သားသမီးသားတွေရှိတယ်မေငါအာဓန္နပစ္စည်းဥစ္စာသည်အတ္တိရှိ၏ငါမှာစည်းစိမ်ဥစ္စာတွေလည်းသုံးမကုန်ဖြိုးမကုန်ရှိနေတယ်လို့ပရိသတ်ရဲ့သာသမီနဲ့ဇနီးလင်သားသာသမီနဲ့ဒီပစ္စည်းဥစ္စာတွေအပေါ်မှာနိတ္တတွေ့တာချင်းချစ်ခင်ခြင်းဆိုတဲ့တဏှာနဲ့လူမိုက်တွေဟာပင်ပန်းပြီးတော့နေတယ်တဲ့အဲ့တော့ဒီနေရာမှာလူမိုက်ဆိုတဲ့နေရာမှာပရိသတ်ရဲ့မြတ်စွာဘုရားကဘာကိုပြောလဲဆိုတော့သာသမီနဲ့ပစ္စည်းဥစ္စာကိုတက်ညှိနေတဲ့သူဟာအဲ့ဒါလူမိုက်ပဲတဲ့အာငါသားငါသမီးဒါငါပစ္စည်းအဲ့ဒီအပေါ်မှာခင်တွယ်နေတဲ့တဏှာကျုပ်တို့ပြောတယ်လေအိုငါသားလေးကကြီးလိုက်ရင်အားကိုးရမှာသမီးလေးကကြီးလိုက်ရင်အားကိုးရမှာတဲ့သားတွေသမီးတွေညီးတွေမြစ်တွေပေါ်မှာချစ်ခင်တွေ့တာနေတာတွေမရှိဘူးလားဟောပစ္စည်းဥစ္စာတွေပိုင်ဆိုင်တော့လည်းပဲဒီပစ္စည်းဥစ္စာတွေကိုကြီးပြီးတော့ပရိသတ်ရဲ့အဲ့ဒီအပေါ်မှာလောဘတဏှာနဲ့ပရိသတ်ရဲ့တာယာနေတာမရှိဘူးလားအဲ့ဒါကိုမြတ်စွာဘုရားကလောဘတဏှာနဲ့ငါရဲ့ပစ္စည်းဥစ္စာတွေပဲငါရဲ့သားမယားတွေပဲဒါတွေကငါအတွက်ပဲဆိုပြီးတော့ပရိသတ်တရားမသိတရားမရှိပဲနဲ့လူမိုက်များအဲ့ဒီပစ္စည်းဥစ္စာသားသမီးတွေရဲ့အပေါ်မှာတဏှာနဲ့ပင်ပန်းတယ်တဲ့ဘာနဲ့ပင်ပန်းလဲချစ်ရတာပင်ပန်းတယ်ဆိုတာကြားဘူးလားတချင်းတောင်ရှိသေးတယ်ဗျာချစ်ရတာပင်ပန်းလွန်းတယ်ဂုဏောကကြည့်လေတချင်းကြတော့ရတယ်တရားကြမေးမသိဘူးနော်တော့ချစ်ရတာပင်ပန်းတာဗောဗျာဟုတ်လားအခုဒီမှာပရိသတ်ရေကိုသားတဲ့သမီးတွေရှိတယ်ဆိုရင်ဟာဒီနေ့ငါသားသမီးရန်ကုန်သွားတယ်ရန်ကုန်မှာစိုက်စိုက်မြေမြောက်ရောက်ရဲ့လားစိတ်ပူရသလားမပူရဘူးလားအဲ့ဒါပင်ပန်းတယ်လေချမ်းသာလို့လားသားအတွက်ပင်ပန်းရတယ်သမီးအတွက်ပင်ပန်းရတယ်ဇနီးအတွက်ပင်ပန်းရတယ်လင်အတွက်ပင်ပန်းရတယ်ဟောပစ္စည်းဥစ္စာနဲ့လည်းကြည်လေပရိသတ်ရေတရားလာတဲ့အိမ်မှာတောကတ်ထားတဲ့ရှုတပိဿာလောက်တစ်တာထဲမှာတောကတ်ထားခဲ့တယ်လာတဲ့ပရိသတ်ရေနောက်စိတ်ချရလားခင်မကောင်းတော့ပရိသတ်ပူဆိုးတယ်ငါအိမ်ဒီချင်းဆိုဘုန်းကြီးကလည်းလေကြောရှိနေတယ်တရားကရှိနေတော့ဟိုမှာတခိုးကလည်းကိုးကောင်းပြီးလားဗာလည်းမသိဘူးဆိုပြီးတော့အိမ်ကပရိသတ်ရေရှိတဲ့ပစ္စည်းကိုလမ်းပြီးတော့စိတ်ပူသလားမပူဘူးလားအဲ့ဒီလိုစိတ်ပူတယ်ဆိုတာပူပင်တော့ကဘာကြောင့်ဖြစ်တာလဲဆိုရင်ချစ်လို့ဖြစ်တာဘာဖြစ်တာလဲချစ်တယ်ဆိုတာဘာနဲ့ချစ်တာလဲဆိုရင်တဏှာနဲ့ချစ်တာပြောဘာနဲ့ချစ်မလီသားအတွက်ပူလိုက်ရသမီးအတွက်ပူလိုက်ရပစ္စည်းဥစ္စာအတွက်ပူလိုက်ရနဲ့ဗုဒ္ဓသာသမီတို့သည်အတ္တိရှိကုန်၏တဏှာပစ္စည်းဥစ္စာသည်အတ္တိရှိ၏ဣတိဤသို့ဘာလောမလိမ္မာသောသူမိုက်သည်တဏှာယသာသမီဥစ္စာတဏှိကဖြင့်ဝိဟိညတိပင်ပန်းဆင်းရဲ၏ဧဝံပိဤသို့ပင်ပန်းဆင်းရဲရပါတော်လဲအတ္တဟိမိမိပင်တော်လဲအတ္တနောမိမိဤဒါနာယကိုယ်ွယ်ရာစောင့်ရှောက်ရာအကျိုးငါနတ္တိမရှိကိုကတာပရိသတ်ရေအိုးကိုသားကိုသမီးကိုဇနီးကိုပစ္စည်းဥစ္စာဆိုပြီးတော့ပူပင်သောကတွေတဲ့ပင်ပန်းပန်းနဲ့ချစ်နေလိုက်ရတာတကယ်အိုဘေးဒုက္ခရောက်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီသာသမီဇနီးဥစ္စာတွေကယ်နိုင်ရဲ့လားကယ်နိုင်ဘူးသာသမီဇနီးပစ္စည်းဥစ္စာတွေကကိုယ့်ရဲ့အိုဘေးနာဘေးသေဘေးကိုကယ်နိုင်ရဲ့လားအဲ့ဒါတွေကိုမပြောမဲ့တဲ့ကိုတိုင်တောင်မှဟုတ်လားကိုယ့်ရဲ့အိုဘေးနာဘေးသေဘေးကိုကယ်နိုင်ရဲ့လားမကယ်နိုင်ဘူးတဲ့အဲ့ဒါကိုပရိသတ်တကယ်ကယ်နိုင်ဖို့ကကိုပြုတဲ့ဒါနဆိုတဲ့ရိက္ခာတို့
တီလဆိုတဲ့ရိက္ခာတို့ဘာဝနာဆိုတဲ့ရိက္ခာဒုက္ခနေကသာလျှင်ကိုယ်ကိုပရိသတ်ရင်အိုဘေးနာဘေးတီဘေးတွေကနေလွတ်အောင်ကယ်နိုင်လိမ့်မယ်ဒါနပြုနိဗ္ဗာန်ရောက်ကြောင်းတီလဆောက်ပြီးနိဗ္ဗာန်ရောက်ကြောင်းဘာဝနာအားထုတ်နိဗ္ဗာန်ရောက်ပြီးတဲ့နိဗ္ဗာန်ရောက်ပြီဆိုလို့ရှိရင်အိုနာတိကင်းပါလားမကင်းဘူးလားအိုနာတိကင်းသွားအောင်ပရိသတ်ရဲ့ဘသူကနေထောက်ပံ့ပြီးတော့ပို့ပေးလိုက်တာလဲဆိုရင်ဒါနသီလဘာဝနာဆိုတဲ့တန်ត្រာရိက္ခာဒုတ်တွေကနေပြီးတော့ပို့လိုက်တာပဲဘာတရားပို့လိုက်တာလဲဒါနသီလဘာဝနာဆိုတဲ့တန်ត្រာရိက္ခာဒုတ်တွေကပို့လိုက်တာမဟုတ်ဘူးလားသာသမီးကပို့တာဟုတ်ရဲ့လားပစ္စည်းဥစ္စာတွေကပို့တာဟုတ်ရဲ့လားသာသမီနဲ့ပစ္စည်းဥစ္စာမရှိရဘူးလို့ပြောတာမဟုတ်ဘူးနော်ငါတို့အားကိုးရအစ်စ်ဟာဘာလဲဆိုတာကိုသိဖို့ပြောတာဟုတ်လားမချရဘူးလို့မပြောဘူးတကယ်ကိုညံထဲမှာအော်ဒီသားဒီသမီးဒီပစ္စည်းဥစ္စာတွေကရှိရမှာပြိတ္တရှိရပေမဲ့ဒါဟာအားကိုးရအစ်စ်အမှန်မဟုတ်ဘူးဆိုတာကိုပြိတ္တရေသိထားဖို့လိုအပ်သလားမလိုအပ်ဘူးလားလိုအပ်တယ်ဆိုတော့ဒီကနေ့ဦးဇင်းတို့ဒကမာကြီးဒေါခင်ရွှေနဲ့မိသားစုသိတဲ့အတွက်ကြောင့်မလို့တကယ်အားကိုးရအစ်စ်ဖြစ်တဲ့ရိက္ခာဒုတ်တွေကိုသူတို့တွေထုံနေကြတာမဟုတ်လားအခါမနှောင်းရင်သူတို့ဘာတွေပြင်နေကြတာလဲဘာအထုပ်တွေပြင်နေတာလဲဘာအထုပ်လဲဒါနသီလဘာဝနာအထုပ်တရားသိတော့မှာနော်ဘာအထုပ်တွေပြင်နေကြတာလဲဒါနသီလဘာဝနာဆိုတဲ့အထုပ်တွေကိုပြင်နေတာတရားနာတယ်ဒါပြောတာတရားလည်းနာရတယ်ဒါနလည်းပြုရတယ်သီလလည်းစောင့်တည်ရတယ်ဘာဝနာလည်းမပွားရဘူးလားနော်ကောင်းမှုတစ်ခုစပြုပြီးကျန်တဲ့ကောင်းမှုတွေမရဘူးလားရှင်ပြုယဟန်ကသီလရှင်ဝိလို့တာအလူဒါနပွဲလို့တာပြောလိုက်တာအဲ့ဒီမှာလည်းကဲဒါနမပြုရဘူးလားသီလမစောင့်ရဘူးလားတရားတွေမနာရဘူးလားဝေယဝိဇ္ဇတွေမလုပ်ရဘူးလားဘာဝနာတရားတွေမပွားရင်မရဘူးလားအဲ့ဒါဘာတွေလဲဆိုရင်ရိက္ခာဒုတ်တွေပဲဘာတွေလဲလဲအဲ့တော့ဒကမာကြီးဒေါခင်ရွှေလူဒကမာကြီးဒေါခင်ရွှေနဲ့မိသားစုများအားလုံးဟုတ်လားလုံနေတဲ့အလုပ်တွေဒါအခါမနှောင်းခင်အထုပ်ပြင်နေကြတာဘာပြင်နေကြတာလဲအထုပ်မမားနဲ့နော်ဘာမမားနဲ့လဲဟိုအတော်ကြီးမလူချင်းဘယ်တော်ကြီးလဲဘယ်တော်ကြီးလဲမလူချင်းတဲ့အတော်ကြီးပေါ့ဟိုအပြူကြီးမလူချင်းဘယ်ပြူကြီးလဲအပြူကြီးတွေပိုင်တော့စောကြီးဗျာဆိုလိုက်ဟိုအပြူကြီးမလူချင်းအထုပ်ကလေးတပြင်းပြင်းဒါဆိုရင်တော့သိကြတယ်မလူချင်းမဲနဲ့ပြင်တဲ့အထုပ်ဆိုရင်တော့ဒီအတော်ကြီးဘာအထုပ်ဖြစ်မလဲလင်နောက်လိုက်မဲ့ထုတ်ဘယ်ထုတ်တယ်ဟုတ်တယ်လေအပြူကြီးထုတ်ပြင်လင်နောက်လိုက်ဖို့ပဲရှိတာပေါ့အေးဘောလင်နောက်လိုက်ဖို့အတွက်ဒါစုထားတဲ့ရွှေတို့ငွေတို့ပေါ့ဗျာနော်ဟိုအပြူကြီးမလူချင်းအထုပ်ကလေးတပြင်းပြင်းအပြူကြီးမာတီလို့သွားကြံတဲ့သူတွေဝေလို့စားဘလူတွေကြံတူတွေတူမတွေကြံမလားမကြံဘူးလားအေးအထုပ်ပြင်မမနဲ့အထုပ်ပြင်မိုင်းရင်အဲ့ဒါကြံတဲ့သူစားမှာပဲဒီကနေ့ဒကမကြီးဒေါခင်ရွှေတို့မိသားစုအထုပ်ပြင်မားတာလားမှန်တာလားမှန်တာနော်တခါတည်းဒကမကြီးကသူကသူ့နောက်ပါမဲ့အထုပ်သူထုံနေတာဟုတ်လားဟိုအပြူကြီးလို့ဟုတ်ရဲ့လားဘယ်ပြူကြီးလဲကိုင်းကုန်းကဟိုပြူကြီးဘယ်ပြူကြီးလဲငါရှိတဲ့အပြူကြီးမြန်ရောက်နေလားမသိဘူးဒုက္ခရွာတရားမှာကိုစိုးနိုင်တရားဝဲမှာဟောသလိုပေါ့နော်ဘုန်းကြီးလူတွေအကြောင်းပြောရင်လည်းကိုရှိမှဘုန်းကြီးလူတွေရောက်ဘုန်းကြီးလူတွေဦးဇင်းကဥပမာနဲ့ပြောတာအိမ်သာပြိုပြက်အပြင်ရခတ်အိမ်သာပြိုပြက်ရင်ပြင်လို့လွယ်ရလားဘာဖြစ်လို့မလွယ်လားအိမ်သာညစ်ပတ်တယ်လေဟိုဟာရကန်ရဒီရတဲ့ကန်ရွှေ့ဘလို့ကန်ရွှေ့ပြီးတော့ပြင်ကျင်မလဲဟုတ်လားအိမ်သာအောက်ကကျိုးခွက်ကြီးပြုတ်ကျသွားပြီးတဲ့အဲ့ဒါပြန်ကောက်ပြီးတော့တင်ပြီးတော့တက်မယ်ဆိုဘယ်လိုလုပ်ချင်မလဲမလုပ်ချင်ဘူးယွန်းတာနော်
ဟိုအိမ်သားတွေကကြတော့ယွန်းတယ်ကိုပိုက်ထဲမှာရှိနေတာကြတော့မယွန်းဘူးနော်အပြင်ထွက်လာမှယွန်းလာဟုတ်လားအဲ့တော့ဦးစင်းကအိမ်သားပြိုပြက်အပြင်ရခတ်ဘုံကြီးလူတွေအပြောရခတ်ဘုံကြီးလူတွေနေပိုင်တော့စောတိဗျာတီလာရှင်လူထွက်အပြောရခတ်ဟုတ်လားဘာဖြစ်လို့ခတ်လာလဲပြောရဘုံကြီးတွေကပရိသတ်ရေအမြဲတမ်းတက္ကະမတွေပေါ်မှာအခုလို့ပလင်ဘွားနေဆရာလှုပ်လာတာအဲ့တော့တောင်းလူထွက်သွားတော့သူမိမရကလေးတွေဘလောက်မငွေသူ့ချင်းကပါလာတာလေအချင်းဆိုတာပါတယ်ဘုံကြီးတွေကလည်းပဲတဲ့ပလင်ပေါ်ကနေပြီးတော့တက္ကະမတွေကိုဆရာလှုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အချင်းကပါတယ်အောက်ရောက်လည်းပဲသူတို့ကအကုန်လုံးဆရာလှုပ်ချင်တာအဲ့တော့သူတို့သွားမပြောနဲ့အပြောကခတ်သလားမခတ်ဘူးလားသူတို့ပဲသိတယ်သူတို့ပဲတက်တယ်အဲ့တော့ဘုန်းကြီးလူတွေအပြောရမခတ်ဘူးလားအကျင့်ပါတယ်မသင်္ကန်းဦးဇင်းတို့ယုံနိုင်ဒီဘက်မှာဒီမှာလက်ကညှက်ထားရတယ်လေဟုတ်လားအဲ့တော့လမ်းလျှောက်ပြီးဆိုဒီဘက်လက်ကတိတ်အလုပ်လုပ်လို့မရဘူးငြိမ်ငြိမ်ထားဟုတ်လားဘုန်းကြီးတွေသင်္ကန်းယုံနိုင်ဒီမှာညှက်ထားရင်လက်တစ်ဘက်ကမြောက်လိုက်တယ်နဲ့ဒီမှာဂျိုင်းမှာညှက်ထားတာပြုတ်သွားမှာအဲ့တော့ဦးဇင်းတို့ဒီဘက်လက်ပဲလွယ်လို့ရတယ်နော်ဒီဘက်လက်ကလွယ်လို့မရဘူးအဲ့တော့ဘုန်းကြီးလူထွက်သွားလို့ရှိရင်တတိထားကြည့်လက်တစ်ဖက်ပဲလွယ်တယ်တစ်ဖက်မလွယ်ကဲဘုန်းကြီးလူထွက်အပြောရကဲအိမ်သာပြူပြက်အပြင်ရကဲတဲ့ကိုစိုးနိုင်ဟိုစက်နေဆက်ရှောက်ပြောရင်ဆုံးတော့မလို့ဟုတ်လားတရားနဲ့လည်းဆုံးသတ်မှဖြစ်တော့မယ်ဘယ်နှနာရီထိုးရလဲ17နာရီတောင်နေတာမဟုတ်ကြတရားနာအိတ်ချင်လိုက်ဒီကနေ့ဒကမကြီးဒေါ်ခင်ရွှေတို့မိသားစုလူတန်းတဲ့အလူရှင်ပြုယဟန်ကတိတ်ခါတသီလရှင်ပေါ့နော်ဒီလူဒီဒါပြောမဲ့ဆိုရိတ်ခါထုတ်တာပဲဘာထုတ်တာလဲရိတ်ခါထုတ်တာအထုပ်မမားဘူးပြောတာနော်ဟိုပြိုကြီးမလူချင်းအထုပ်ကလေးတပြင်းပြင်းအထုပ်ရှင်မှာတေလို့သွားကြံတဲ့သူတွေဝေလို့စားကဲဆိုရအောင်အထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမယ်ထင်အထုပ်ရှင်မှာတေလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်ကတော့အလဲကတီရွာကြတော့အပေလာနိဗ္ဗာန်ရောက်ဖို့အခက်တာအထုပ်ပြင်မှန်လို့လားအထုပ်ပြင်တာမားလို့လားအေးအထုပ်ပြင်မားလို့ရှိရင်တော့အာနန္ဒာတထေလူပရိသတ်ကြီးကြည့်လိုက်သူထုတ်တာကပရိသတ်ကြီးသူပစ္စည်းသူဥစ္စာဆိုပြီးတော့သူထုတ်တာရွှေဦးကြီးတွေကိုမြုပ်လို့ပေါ့ထုတ်တာအထုပ်မားတော့သူတည်တဲ့ခါကျတော့သူထုတ်တယ်သူနောက်ပါလို့လားအေးသူ့သားသမီးတွေသူ့ညီးတွေပဲရတယ်ပေါ့ဗျာသူကတော့ပရိသတ်ကြီးဟုတ်လားလူပိတ္တာဆိုတဲ့ဒါအပေပါပဲလူပိတ္တာဖြစ်ရတယ်ဆိုတော့ငရဲတိရစ္ဆာန်ပိတ္တာသူတကယ်ဆိုတော့ဒါအပေစင်းနဲ့ဝင်တယ်လို့ဒီလိုပြောလို့တောင်ရတယ်ပရိသတ်ကြီးဆင်းရဲတဲ့ဘဝအတိဒုက္ခရောက်တဲ့ဘဝကိုရောက်သလားမရောက်ဘူးလားဒါကြောင့်အတ္တဟိမိမိပင်တော်လေအတ္တနောမိမိတာနာယကိုးကွယ်ရာစောက်ရှောက်ရာအကျိုးငါနတ္ထိမရှိသာသမီနဲ့ပစ္စည်းဥစ္စာတွေဆိုတာကတော့ပို့လို့တောင်မှကိုယ့်ရဲ့အာထာယကိုယ်ဝေယအစစ်မဖြစ်ဘူးဗုဒ္ဓသာသမီတို့သည်ကုတော်အတ္တိအဘယ်မှာရှိကုန်အနိဒဏ္ဍံစည်းစိမ်ဥစ္စာသည်ပစ္စည်းဥစ္စာသည်ကုတော်အတ္တိအဘယ်မှာရှိနိုင်ပါအနိဣတိဣတုတတ္တနလူတို့ဆရာဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါစကရုဏာရှိသွားမြတ်တာအဖြစ်ဟောကြားတော်မူခဲ့ပါပေတည်းအေးအထုပ်မားလို့မဖြစ်ဘူးတဲ့အထုပ်မှန်မှပရိသတ်ရဟုတ်လားဘဝတန်တရာခရီးမှာရိတ်ခါပါရမယ်ဒါနသီလဘာဝနာရိတ်ခါထုတ်ရမယ်လို့မတိုင်ပြီးသွားဘူးလားအေးရိတ်ခါမအောင်ထုတ်ပရိသတ်ဟုတ်လားဒါနရိတ်ခါထုတ်တရားတရားနဲ့ထုတ်သီလရိတ်ခါထုတ်တရားတရားနဲ့ထုတ်ဘာဝနာရိတ်ခါထုတ်တရားတရားနဲ့ထုတ်တဲ့ကိုမှရှိတာတဲ့သာသမီတွေဇနီးလင်သားတွေပစ္စည်းဥစ္စာတွေကတကယ်ရည်တကယ်ပေးကြတော့
ဒါတွေကတကယ်အထုပ်စစ်အထုပ်မှန်တွေမဟုတ်ဘူးတဲ့ဒါနသီလဘာဝနာဆိုတဲ့ဒီတရားတွေကိုထုံးမှသာလျှင်အဲ့ဒါတွေကအားကိုးရအစစ်မှန်ဖြစ်မယ်ဆိုတာကဒီကနေ့ရှင်းလင်းအောင်လို့ဦးဇင်းကနေပြီးတော့ရှင်းပြဟောပြပေးခြင်းဖြစ်ပါတယ်ဗုဒ္ဓမတ္တိဒဏမတ္တိစရှိတဲ့တရားဒေသနာတော်ကိုမြတ်စွာဘုရားဟောကြားပြီးတဲ့အခါမှာဒေသနာဝတ္တနေတရားဒေသနာတော်ပြီးဆုံးတဲ့အခါမှာစတုရာတိတိယပါဏသဟတနာ84,000ဂုဏ်သောတတ္တဝါတို့အားဓမ္မပိတမယောသစ္စာ4ပါးတရားကိုတည်တည်ဟောတည်ဖြစ်၏ဒေသနာတရားဟောခြင်းသည်မဟာစနတ္တများစွာသောလူအပေါင်းအားတတ္တိကအကျိုးတရားကြီးပါသည်အဟောတိအမှန်မသွေဖြစ်ပါပေတော်တည်းတရားနာမည်ကဘာတဲ့လဲအခုအခါနောင်ပြီလားဘယ်တော့နောင်မလဲအခါနောင်ပြီလားဘယ်တော့နောင်မလဲသိရင်နောင်မှာမဟုတ်လားမသိသေးခင်မနောင်သေးဘူးအဲ့တော့ဒီနေ့နဲ့ပြန်တစ်ပတ်ကဘယ်နေ့သိမလဲဘယ်လိုသိလဲအေးအသိမဥခင်ဘယ်လိုပြောတာကျေးဇူးတော်ရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးမပြောဘူးလားအသိမဥခင်အေးညံဥအောင်တရားလို့အားထုတ်တော့ဟုတ်လားတရားလို့ဆိုတာလဲဘာဝနာပဲဒါလည်းအထုတ်သေးပါတာပဲเนาะဒါနသီလဘာဝနာကစလို့ဟလာအထုပ်ကိုပြင်းတဲ့အခါမနှောင်းခင်ပြောညီညီလေးပါတယ်လေအေးအဲ့ဒါလေးတော့မှတ်မိအောင်ယူသွားအောင်เนาะအ ਨੇ ဆုံးတရားနာမည်တော့မှတ်မိဖို့လိုသလားမလိုဘူးလားအေးဟောတာဟောရတယ်ဟိုနောက်ကပရိသတ်တရားအိတ်နေပြီလားဗာလည်းမသိဘူးဟုတ်လားဟောလက်ကြည့်တယ်ဆက်စုတာသိကျင်ရတာเนาะဦးဇင်းတို့နယ်ဘက်မှာဘုန်းကြီးတစ်ပါးတရားလာဟောတယ်သူဟောတဲ့တရားကရက်မနေနဲ့ဆက်လျှောက်ပြောပါတရားဆက်လျှောက်မှအရှိရောက်မှလားမရောက်ဘူးလားရက်မနေနဲ့ဆက်လျှောက်ဆိုတာတခြားကိုပြောတာမဟုတ်ပါဘူးတချို့ကဒါနတော့ပြုတယ်လူတယ်သီလမဆောက်တည်သီလမလုံဘာဝနာဆိုတာပို့ဝေးအဲ့တော့ဒါနနဲ့ရက်မနေနဲ့သီလကိုဆက်လျှောက်ပါတဲ့သီလကိုလည်းကြိုးစားပြီးတော့စောင့်သိမ်းပါလို့ပြောတာအဲ့တော့ဒါနသီလလောက်နဲ့လည်းရက်ပြီးတော့မနေပါနဲ့တဲ့ဘာဝနာလို့တရားလို့တွေကိုလည်းပဲအားထုတ်ပါလို့ဒီလိုပြောတာအဲ့ဒါကိုရက်မနေနဲ့ဆက်လျှောက်ပြောပါတယ်လေဒါနသီလဘာဝနာရိက္ခာတို့သုံးတို့ကိုဟာလားရအောင်ထုတ်ရက်ပြီးတော့မနေနဲ့ဒါနရိက္ခာတို့ပဲထုတ်မနေနဲ့သီလရိက္ခာလည်းထုတ်ဘာဝနာရိက္ခာလည်းဆက်ပြီးတော့ထုတ်ဒီလိုပြောတာမဟုတ်လားအဲ့ဒါဘုန်းကြီးကတရားအမိပေးလိုက်တာရက်မနေနဲ့ဆက်လျှောက်အခုလိုတရားလဲဟောပြီးရောနောက်ဆုံးမှပရိသတ်ကြီးမေးတယ်ဘုံဟောတဲ့တရားနာမည်ခေါင်းစဉ်ကဘာလဲပရိသတ်ကြီးလို့ပြန်မေးတော့ဘယ်သူမှမဖြေနိုင်တော့ဘူးရှင်းနာဒကမကြီးတယောက်ကဖြေတယ်နောက်မဆုံးတဲ့ရှေ့သူဘာဖြစ်လို့ရှိကြရက်မနေနဲ့ဆက်လျှောက်နဲ့နောက်မဆုံးတဲ့ရှေ့သူဆိုတာအဓိပ္ပာယ်တူလားစဉ်းစားကြည့်တူလားရက်မနေနဲ့နောက်မဆုံးနဲ့အေးနည်းနည်းတူသလိုတော့ရှိတယ်နော်ဦးဇင်းတို့မြောင်းမြဘက်ကဦးဇင်းရဲ့တငယ်ချင်းသူလည်းပဲအဲ့ဒီလိုမျိုးကြုံဘူးတယ်အဲ့ဒါလေးကိုဦးဇင်းကပြောပြတော့သူကလည်းဘာပြန်ပြောလဲဆိုတော့အဲ့ဒါကတော့တကယ်ဖြစ်နိုင်တယ်ဗျာတပည့်တော်လည်းကြုံမှုတယ်တဲ့တပည့်တော်ဟောတာတရားဘလူးရံပြီးလွတ်အောင်ပြီးပြောပါတရားအဲ့ဒီဘလူးကတခြားမဟုတ်ပါဘူးဗျာတဲ့တပည့်တော်ဟောတာကအိုဘေးဘလူးနာဘေးဘလူးတေဘေးဘလူးဆိုတာစားတာမလားအိုခြင်းတရားအစားခံရမယ်နာခြင်းတရားနဲ့စားခံရမယ်တေခြင်းတရားနဲ့စားခံရမယ်အဲ့ဒီဘလူးကြံပြီးလွတ်အောင်ပြေးလို့တပည့်တော်ကဟောတာ
ဘလူးရံပေလွတ်အောင်ပြေးဆိုတာနိဗ္ဗာန်ရောက်အောင်ကြိုးစားအားထုတ်ကြဖို့အတွက်တပည့်တော်ကဟောတာအဲ့တော့ तू ကအညီပေးတယ်ဟောဘလူးရံပေလွတ်အောင်ပြေးဆိုပြီးတော့ဟောတာပြီးလဲပြီးတော့ तू လည်းပဲအဲ့ဒီလိုပဲတဲ့မေးလိုက်တယ်ဦးဇင်းဟောတဲ့တရားနာမည်တရားကောင်းစဉ်ကဘာလဲမမိကြလားဆိုတော့မမှတ်မိဘူးတဲ့အဲ့တော့ဘေးနာကသူ့တကာကြီးသူ့ရဲ့ဂောဘကကြီးတယောက်ကထားဖြည့်တယ်မယားရံပြီးလွတ်အောင်ပြေးဘလူးနဲ့မယားနဲ့ဟာတူလားမကွာဘူးလေဒီဘက်မှာအတန်ကြားတယ်စောစောကနောက်မဆုံးနဲ့ရှေ့တူနဲ့ရက်မနေနဲ့ဆက်ရှောင်းနဲ့တူလားဆိုတော့တူတယ်လို့ပြောတယ်ဘလူးနဲ့မယားနဲ့တူလားဆိုတော့တူတယ်ဘလူးကဘာလုပ်လဲသူစားတာပဲဘလူးကဘာလုပ်လဲမယားစားမှာပဲငါ့ကိုလာမတားနဲ့ဟုတ်လားနည်းနည်းမိုးလေးနဲ့ကစားမှာပဲဟုတ်လားကဲထားပါဒါကဦးဇင်းတရားသိမ့်ကန်ကြီးလေးရည်စရာလေးပြောပြတာပါဟုတ်လားပြန်ရင်းနဲ့မဂ္ဂဇင်းယူဘေးစောက်ထိုးကြမှာဆိုလို့နော်ကိုတော်မဒီနာမနေလျှောက်နေရတာဟုတ်လားပန်းနေခလုတ်တိုက်ပြီးတော့လဲမှာဆိုလို့နော်အဲ့တော့ဦးဇင်းတို့တရားလေးကိုဒီနေရာမှာပဲနိဂုတ်ကပတ်အဆုံးတတ်ပါမယ်ဗျာစမီဆက်ရောက်ဖို့ပြောဒီပြောနဲ့ဟောလိုက်တာဘယ်လောက်ဖြစ်သွားလဲဆိုတော့7 နာရီ 10 မိနစ်ရှိသွားပြီတရား2မိနစ်ပြန်ပြီးတော့နောက်တစ်ခေါက်ပြောရအောင်ပါတယ်လေအခါမနှောင်းခင်အေးမတိခင်ဒါနသီလဘာဝနာရိက္ခတို့ဒီပြင်ကြဒါဆိုဘယ်တော့သေမှာလဲဆိုငါတော့80မှသေမှာငါ90မှသေမှာမလုပ်နဲ့ကွေးတော်လက်ဆန့်တော်လက်ဧတိတတ်တဲ့အမျိုးဟုတ်လားဒီနေ့တရားနာပြီးတော့တရားနာပရိသတ်နောက်နေ့ကျရင်သိနိုင်လားမသိနိုင်ဘူးလားသိနိုင်တာပဲဦးစင်လည်းဒီနေ့တရားဟောပြီးတော့နောက်အသက်80ပြည့်သိမှာလားမသိဘူးလားမသိမသာလေးနည်းနည်းလေးပေါ့နော်ကပ်ဖြုတ်သွားတာဟုတ်လားကဲအားလုံးမေတ္တာပို့ပြီးတော့တရားသိမယ်ဗျာအားလုံးသတ္တဝါဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအမြဲတမ်းဤချမ်းသာရရှိပါစေကောင်းကျိုးအနန္တမန္တမြတ်ပြေဝပိုင်ဆိုင်ကြပါစေတင်စီဓမ္မေမဟာပုံညံဓမ္မဒေသကတင်ညိတံဒီနာတပိဒုက္ခယန္တုဇနအိဋ္ဌသမင်္ဂိနောမိမယဒေသကဖြစ်သောတရားဟောဓမ္မဂတိကအရှင်အဂဝန္တဟုနာမသမုတ်အကျွန်ုပ်သည်ဓမ္မဒေသကတင်ညိတံအခါမနှောင်းခင်အထုတ်ပြင်းလို့အမည်ပေးထားတဲ့ဓမ္မဂတဒေသနာတော်ကိုထုတ်ပြန်ကဟောဆိုရခြင်းနှင့်ဆက်ရှင်သောယမပုညံจิตမဒါနာတရားလူတည်ဟုသောပုညကရိယာကုသိုလ်ထုကိုတင်စီတန်တရားလူလာမျိုးသားမျိုးသမီးများအတွက်ကြိုးစားကစီးပူလိုက်ရပါပေ၏တုံမေဤပိတရားချစ်ခင်စိတ်ကောင်းဝိညာဉ်ကုန်သောတင်သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်လည်းယမဟာပုညံจิตမသဝနာတရားနာကြားရခြင်းတည်ဟုသောဘာဝနာမယပုညကရိယာကုသိုလ်ထုကိုတင်စီတံကောင်းစွာမသွေစီးပူမိကြပါပြီတိနာတုတုစီးပူဓမ္မဒါနဓမ္မဘာဝနာဘာဝနာမယပုညကရိယာကုသိုလ်ထုကြောင့်တပ္ပိလူအယယနအပြပြမြမမကျွေးခမင်းဥဒုံလုံးစုံကုန်သောသနာတရားနာပရိသတ်နှင့်တကွာတတဝါဟုနတ်လူမြမပေါင်းများစွာတို့သည်ဣဒ္ဓသမီဂိနောမိမိတို့လူလာတောင်းတအပ်တဲ့ဣဒ္ဓအတွေ့တွေ့จิตရေမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍
ဒုက္ခယန္တုယနေ့ကသာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြမ်းကြမ်းမာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်